အားလုံးပဲမင်္ဂလာပါရှင် Midnight Story Channel ရနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရစေပရိသတ်များအတွက်ကျမတို့ Channel ရနေဇလန်းကောင်းများကိုတင်ဆက်ပေးနေပါတယ်ရှင်ဒီနေ့မှာတော့စာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့မေမြို့တောင်ကုန်းမှာ6လန့်ချင်းဆိုတဲ့ဇလန်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ထေရှူတော်ကိုဖြတ်တိုက်လာတဲ့လေအေရီယာကားပတင်းပေါက်တကားကြားနေပြီးတော့မှတိုးဝင်လာလို့ညင်းညူတန်လို့အတန်နေပေါ်လာပါတယ်ကိုတီဟာကတော့ကားစတီယာရှင်ကိုတင်းတင်းဆုပ်ကရင်ကရှေ့ကိုအာယုံစိုက်ပြီးတော့မောင်းနေကိုတီဟာကကားစတီယာရှင်ကိုတင်းတင်းဆုပ်ကရင်ကရှေ့ကိုအာယုံစိုက်ပြီးတော့မောင်းနေရပါမေမျိုးပြင်ဦးလွင်ရဲ့ညနေခင်းကစောစောစီစီမှောင်ရှိပြိုးနေတယ်အထူးသဖြင့်သူတို့သွားနေတဲ့စမှုတက်လန်ကွယ်ထင်းရှူတောလန်ဘက်ကပို့ပြီးတော့မှလူသူကင်းမဲ့လို့နေကိုတီဟာရောက်တော့မှလားပုံပုံလေးကတော့အိပ်ပျော်နေရကြပြီဘေးကုံမှာထိုင်လိုက်လာတဲ့ဇနီးတဲ့မလှမြတ်ကအနောက်ခန်းမှာအိပ်ပျော်နေတဲ့8နှစ်အရွယ်သမီးလေးပုံပုံကိုလှမ်းကြည့်ပြီးတော့မေးလိုက်ပါတယ်ရောက်တော့မယ်လှမြတ်ရဲ့ GPS ရဆိုရင်ရှေ့ရဂုံးတက်လေးကြော်လိုက်တာနဲ့ရောက်ပြီကိုတီဟာတန်နည်းနည်းလေးတော့စိတ်ရှုပ်နေတဲ့အတန်ပေါ်တယ်ရန်ကုန်မှာစီးပွားတွေပြက်အကျွေးတွေဝိုင်းနေလို့နောက်ဆုံးကြက်နဲ့မျောလင်းချက်နဲ့ဒီအိမ်ကြီးစီကိုပြောင်းလာခဲ့တာပါဒါတော့သူတို့မိသားစုအတွက်ထွက်ပေါက်တစ်ခုပါပဲဒီအိမ်ကကိုတီဟာရဲ့အဖိုးဖြစ်သူစီကနေအမွေရှာထားတာနှစ်ပေါင်းများစွာပိတ်ထားတဲ့အိမ်ကြီးပေါ့ကားလေးကဂုံးတက်လေးကိုကြော်လိုက်တာနဲ့မြူခိုးတွေကြားထဲမှာဝိုးတဝါပေါ်လာတဲ့အဆောင်ကြီးတစ်ခုကိုတွေ့ပါတယ်အဲ့ဒါအိမ်ကြီးကိုလိုနီကစောက်လုပ်ခဲ့တဲ့နှစ်ထပ်တာအိမ်ကြီးအုံနီခဲရီနဲ့စောက်ထားပြီးတော့ခေါင်းမိုးကစိမ့်ဖန်းဖန်းအဆောင်ပြောင်းနေတယ်ခြံဝင်းကအေးကောက်ဝက်လောက်ကျပြီးတော့ပေါင်းပင်နေမြရိုင်းနေရခါးလေလောက်ထိမြင့်တက်နေရပါအိမ်ရှိမှာတော့တတန်းရှင်းထင်းရှူပင်ကြီးတွေကအိမ်ကိုကာကွယ်ထားသလိုလိုဖုံးကွယ်ထားသလိုလိုနဲ့မိုးကပြီးတော့မှအုံမိုးနေကြတယ်။အိုးအိမ်ကတော်တော်လေးကိုဟောင်းတာပဲနော်။မလာမြက်ကစိတ်မတန့်သလိုရေးရွတ်လိုက်တယ်။ဟောင်းနေဆိုရင်ပဲခိုင်ပါတယ်ကွ။တန်ရှင်းရေးလှုပ်လိုက်တာနဲ့နေလို့ကောင်းတော့မှာပါ။ဒီမှာအေးစစ်စစ်ရှိတယ်။ကိုတီဟာကအားပေးစကားပြောရင်းနဲ့ချန်တကားဟောင်းယူဆက်ဖွင့်နေ။တန်တကားရတန်ကြီးတွေတက်နေပြီးတော့တွန်းဖွင့်လိုက်တိုင်းကြီးကနေဆိုတဲ့အတန်ရတောတောင်တစ်ခုလုံးကိုပဲ့တင်ထက်သွားပါတယ်။ကားကိုအေရှိပေါ်တီကိုအောက်ကိုမောင်းသွင်းလိုက်တယ်။ပုံပုံရေးသမီးထတော့အိမ်ရောက်ပြီ။မလာမြက်ကသမီးကိုနှိုးတယ်။ပုံပုံလေးကမျက်လုံးလေးကိုပုတ်ပြီးတော့ဆင်းလာပါတယ်။ကလေးကကားပေါ်ဆင်းဆင်းချင်းအိမ်ယူမောကြည့်ပြီးတော့ဖေအိမ်ကမျက်လုံးနဲ့ကြည့်နေတယ်။ကိုတီဟာနဲ့မလာမြက်ကြောင်သွားတယ်။ဘာပြောတာလဲသမီးရဲ့အိမ်ကဘယ်လိုလုပ်ပြီးတော့မျက်လုံးပါမှလဲ။ဟုတ်မှလေအပေါ်ထက်ပတင်းပေါက်ကမျက်လုံးနဲ့တူတယ်။ပုံပုံကအပေါ်ထက်ညာဘက်ထောင်ဆုံးကပတင်းပေါက်ကိုလက်ညှိုးထိုးပြီးတော့ပြပါတယ်။လိုက်ကအပြာရောက်နေရစုပ်ပြဲပြီးတော့မှကြားလို့နေတဲ့ပတင်းပေါက်ကတကယ်မှမျက်လုံးတစ်ဖက်မှေးကြည့်နေတယ်လို့ပဲ။အော်ခလေးကလည်းစိတ်ကူးရင်တာကဲလလာအထဲဝင်အောင်။ကိုတီဟာတော်တွဲကိုထုတ်ပြီးတော့အိမ်တကမာရုပ်ဖွင့်လိုက်တယ်။တော့ပွင့်သွားပါတယ်။ဒါနဲ့ပဲတကားကိုတွန်းဖွင့်လိုက်တာနဲ့အထက်ကနေပြီးတော့လေအေးတစ်ချက်ဝုန်းဆိုတိုးထွက်လာတာလေနဲ့တူတူပါလာတာကအနံ့တစ်ခုမှုန်နဲ့ဖုံနဲ့ရောနှိုးနေတဲ့ဆေးရုံပိုးသက်စိမ်းနဲ့လိုအနံ့မျိုးအထက်ကအနံ့ကတမျိုးပဲနော်ဆေးရုံနဲ့လိုမလာမြတ်ကနှာခေါင်းရှုပ်နေအိမ်ပိတ်ထားတာကြာလို့နေမှာပါကိုတီဟာမိခလုတ်ကိုစမ်းဖွင့်နေကံကောင်းစွာနဲ့မီးရလာပါတယ်ရှေးအောင်မီးစားကြီးလဲလာတော့အဲခန်းကျယ်ယူတွေ့တယ်ကျန်းခင်းနေရကျွန်းသားအစ်စ်ပရိဘောဂတွေကရှေးဟောင်းပစ္စည်းတွေနေရနေမှာတော့ဂျပန်ခေတ်ကမြေပုံဟောင်းတစ်ခုကိုချိတ်လို့ထားပါတယ်။သူတို့ပစ္စည်းတွေတည်နေတော့သူတို့နဲ့အတူတူပါလာတဲ့အိမ်မွေးခွေးလေးကိုကအိမ်နဲ့ဝင်ဖို့ညှင်းဆန်နေ။လာပါကိုရဲ့ဝင်းမှာမလာမြအတင်းခေါ်ပေမဲ့ကိုကတကားဝမှာတင်ဝတ်ပြီးတော့မှအိမ်ထဲကတနေရာရောက်စိုက်ကြည့်ရင်နဲ့ဂူးကနေမှန်ဖိတာ။ခွေးကလည်းအစိမ့်သက်သက်မှတ်လို့နေမှာထားလိုက်ပါကိုတီဟာပစ္စည်းတွေကိုအပေါ်ထက်ကမာစတာအိတ်ခန်းထဲကိုတည်တယ်လေကားရကျဲဝန်းပြီးတော့ခန်းထားတယ်ဒါပေမဲ့လို့လေကားတဲ့တိုင်းမှာခြေတန်းတွေကိုစုပ်ယူထားသလိုတိတ်ဆိတ်လွန်းနေကိုတီဟာပစ္စည်းတွေကိုတည်ပြီးတော့မှလေကားအလဲလာရောက်တော့သူ့ရဲ့ခြေထောက်နာကနေတစုံတစ်ခုကဖြက်ပြေးသွားသလိုလေအေးလေးတစ်ချက်သူအောက်ကိုငုံကြည့်လိုက်တော့ဘာမှမရှိဘူးကိုတီကမြင်မြင်လှုပ်လေပမောကဒီမှာဘိုက်တွေစားနေပြီအပေါ်ထက်ရောက်နေတဲ့မလှမြက်ကလှမ်းပြီးတော့အော်ပါတယ်အေးလာပါပြီကိုတီးကပေါ်ထက်ကိုဆက်တက်တယ်ဒါပေမဲ့ तू မသိလိုက်တာသူတို့ဝင်လာတဲ့က
အခန်းတောက်ကဘီရိုအိုရဲ့နောက်ွယ်ရနေလူတယောက်သူတို့တွေကိုချောင်းကြည့်နေဆိုတာပါလူလို့ပြောပေမဲ့သူ့ရဲ့မျက်နှာရဖြူဘက်ဖြူရော်ကြီးဝတ်ထားတဲ့အဝတ်စားတွေကစစ်ပတ်ဆိုင်ရာယူနီဖောင်းအစုပ်ကြီးအဲ့ဒီအရေးကတိတ်တိတ်လေးသူတို့မိသားစုရှိရဲ့အပေါ်ထက်စီကိုလေကားအတိုင်းတရွေးရွေးနဲ့တက်လိုက်လာပါတယ်မေမျိုးရဲ့ညနေခင်းနေဝင်ချိန်ကတခြားမျိုးတွေနဲ့မတူမြန်ဆန်လုံးနေတောင်တန်းတွေရဲ့နောက်ွယ်ကိုနေလုံးကြီးဝင်သွားတာနဲ့တပြိုင်နက်တည်းထေရှူတောအုပ်ကြီးစီကနေအမောင်တူကလှိုင်းလုံးကြီးတစ်ခုလိုအိမ်ကြီးစီကိုလွှမ်းကြုံလာတယ်အိမ်ထဲမှာတော့ကိုတရားတို့မိသားစုပစ္စည်းတွေကိုနေရာချပြီးတော့အလုပ်တွေရှုပ်နေကြတယ်မျိုးချောင်ကရှေးဟောင်းမီးဖို့ကြီးဆိုပေမဲ့ဂတ်အိုးနဲ့တွဲသုံးလို့ရအောင်လို့ပြင်ဆင်ထားလို့မလမြတ်တယောက်ညစာအတွက်ခောက်ဆွဲပြုတ်တယ်အပြစ်မှာအပူချိန်က15ဒီဂရီလောက်ထိကျဆင်းနေပေမဲ့အိမ်ထဲမှာတော့ဟင်းဝစုတန်ပကံခွက်ရောက်တန်နေနဲ့နှွေးထွေးနေတဲ့ရောက်မှာပဲကိုတီဟာဒီအိမ်ရကျေကြီးပဲနော်ကျမတို့3ယောက်ထဲနဲ့တိတ်လုံးအားကြီးရယ်မလမြတ်ကဟင်းရုံမြည်ပြီးတော့ပြောတယ်ကိုတီဟာပကံနေစပွဲပေါ်ချပြီးတော့ပြုံးပြပါတယ်နေသားကြသွားမှာပါကွာဒီမှာချမ်းဝင်းကျယ်တော့သမီးလေးစော့လို့ကောင်းတာပေါ့ရန်ကုန်မှာလို့တိုက်ခန်းချင်းချင်းလေးမဟုတ်တော့လေအဲ့ဒီချိန်မှာအခန်းစီကကိုရဲ့ဟောင်တန်ပေါ်လာတယ်ပုံမှန်သစိမ့်မြင်လို့ဟောင်တဲ့အတန်မဟုတ်ပေနဲ့ကြောက်လန့်တကြားတတိပေးရဲ့အတန်မျိုးကိုဘာဖြစ်တာလဲကိုတီးကမိဖို့ကြောင့်နေရထွက်ကြည့်ရင်ကိုကလေကားရက်မှရက်လို့အပေါ်ထက်ကိုမော့ကြည့်ပြီးရောဟောင်းနေတာလေကားထိတ်မှာဘယ်သူမှမရှိဘူးအမောင်တူနဲ့ငြိမ်သက်ချင်းပဲရှိတယ်ဘာမှမရှိပါဘူးကိုရာဒီကောင်ကလည်းအိမ်အသက်မို့ထင်ပါရဲ့အထူးဆန်းဖြစ်နေရနေမှာကိုတီဟာခွေးကိုပတ်သက်ပေးပြီးတော့ချော့တယ်ဒါပေမဲ့ကိုကအမီးကိုခြေချညက်ပြီးတော့မှမိဖို့ကြောင့်စပွဲအောက်ကိုပြေးဝင်နေသူကဒီအိတ်ခဲရဲ့ဧခန်းကိုလုံးဝမနေရဲတာတော့သိချတယ်ထမင်းစားပြီးရနောက်ပုံလေးကိုအိတ်ရဝင်ပေးဖို့ပြင်နေပုံရဲ့ခန်းကမိဘတွေအိတ်ခန်းနဲ့ကက်ရဲ့အခန်းငယ်လေးအခန်းထဲမှာတော့တသားကတိဟောင်းလေးတစ်လုံးရဲ့အယုတ်တွေတင်တာတွေစစ်လေးရဲ့ရှိတယ်ဖေသမီးအခန်းထဲမှာအေးတယ်ဘမွားစာကိုခေါင်းမိချုံပြီးပြောတယ်တကယ်လည်းအခန်းရရေခဲတိုက်လို့အေးဆက်နေရပတဲပေါက်တွေအကုန်ပိတ်ထားပေမဲ့လေအေးရဘယ်ကဝင်နေမှန်းလည်းမသိဘူးဖေဆောင်ထပ်ပေးမယ်နော်သမီးအဲ့တော့ကိုတီဟာသမီးကိုနဖူးလေးနှမ်းပြီးတော့အခန်းပြီးတော့ပိတ်ပေးလိုက်တယ်တကားကိုတော့စီထားရုံလေးပဲပိတ်လိုက်ပါတယ်ည7 နာရီတအိမ်လုံးတိတ်ဆိတ်နေပြီအပြစ်မှာလေတိုက်တဲ့အတန်ကထေးရှူးပင်တွေကိုတိုးဝှက်ပြီးတော့မှတဝူးဝူးနဲ့ညီးညူနေတာကိုတီဟာနဲ့မလှမြတ်တို့ကလည်းပင်ပန်းလွန်းလို့အိပ်ပျော်သွားကြတယ်ဒါပေမဲ့မလှမြတ်တယောက်အိမ်မက်ဆိုမှတ်ပြီးတော့လှန့်နိုးလာတာအိမ်မက်ထဲမှာသူတို့အိမ်ကြီးတစ်ခုလုံးကသွေးတွေလွှမ်းနေရဲဆိုတော့မြင်ရတယ်ပြီးတော့ဂျပန်စကားပြောတဲ့အတန်လိုအော်တဲ့အတန်တွေကြားတယ်မလာမြက်ကလှန့်နိုးပြီးတော့ဘေးကိုကြည့်တော့ကိုတီဟာအိမ်မောကြနေတော့မယ်နိုင်ကြည့်လိုက်တော့မနက်2 နာရီခွဲမလာမြက်ရေထားတောက်ဖို့ဂရင်ဘောကဆင်းနေအခန်းတကားဖွင့်ပြီးတော့ဇင်းကြံလန်တိုင်းရှောက်လာတော့မှသမီးလေးပုံရဲ့အခန်းထဲကအတန်တူတူလေးကြားတယ်တကားခောက်တဲ့အတန်လိုမျိုးမလာမြက်ချီလန်းဆက်သွားပါတယ်သမီးလေးဂရင်ပေါင်ကိုခောက်ပြီးတော့စော့နေရလားသူကအခန်းတကားကိုအသာလေးတွန်းပြီးတော့ဖွင့်လို့ချောင်းကြည့်လိုက်တယ်ဘမုံကဂရင်ပေါ်မှာထိုင်နေတာဒါပေမဲ့သူကတကားဘက်ကိုမျက်နှာမမူထားဘူးဂရင်ကောင်းရင်ကနေရံဘက်ကိုမျက်နှာမူပြီးတော့မှထိုင်နေတယ်ပုံကလက်သီးစုပ်လေးနဲ့နေရံကိုခောက်တယ်ခဏကြာတော့နေရံရဲ့တစ်ဖက်ချမ်းအတွင်းဘက်စီကနေအတန်တစ်ခုပြန်ပါလာပါတယ်မလာမြတ်ကြောရိုးတစ်လျှောက်လုံးစသိမ်းမွေးညင်းနေထောင်ထသွားတာဒါပဲ့တင်တန်မဟုတ်ဘူးတစ်ဖက်ကတုံ့ပြန်လိုက်တာပုံမတခိခိရှိရဲ့သမီးနမရပုံမှာတငယ်ချင်းနမရဘာလို့လဲမလာမြတ်အခန်းထဲကိုအမြန်ပြေးဝင်နေပုံသမီးဘာလို့နဲ့စကားပြောနေရလဲပုံကလက်မျောလှဲကြည့်တယ်မေသမီးတငယ်ချင်းလေးနေရံထဲမှာနေတာသူကအပြင်ထွက်ကြလို့တဲ့ဘာမလာမြတ်ကနေရံကိုအနားနာကပ်ပြီးတော့နားထောင်နေဘာတမ်းမှမကြားပါဘူးဒါပေမဲ့နေရံကရေခဲရုံကြီးကင်ထားရတယ်လို့အေးဆက်နေတယ်ပြီးတော့အနက်နေလေတော့ရှာခဲ့တဲ့ပိုးသက်စီနဲ့ပြင်းရှာတယ်လာမမေခန်းထဲမှာလာအိတ်မလာမြတ်ကပုံကိုပွေ့ချပြီးတော့သူ့ခန်းထဲကိုခေါ်တယ်သမီးလေးကနေရံလက်ပြပြီးတော့နှုတ်ဆက်တယ်တတနော်မနှမတွေ့မယ်မနှမိုးလဲတော့ကိုတီဟောက်အဲ့ဒီကြောင်ပြောတော့ကိုတီဟာမယုံဘူးခလေးကအိမ်သက်ရောက်လို့စိတ်ကူးရနာနေမှာပါပြီးတော့နေရံထဲမှာကျွတ်တွေရှိလဲရှိမှာပေါ့အိမ်ဟောင်းဆိုတော့ကိုတီဟာကော်ဖီတောက်ပြီးတော့အိမ်အောက်ထက်ကိုဆင်းနေ
သူအိမ်ရဲ့ဖွဲ့စည်းပုံကိုလေ့လာကြလို့လှည့်ပတ်ကြည့်တယ်လေကားအောက်နောက်ရောက်တော့တကားတစ်ချက်တွေ့တယ်ရောက်တော့ကတတိမထားမရဲ့တကားတက်သားတကားကအိမ်ရောင်နဲ့တစ်ထက်တည်းဖြစ်နေရဲဆိုတော့တေးသေးချာချာမကြည့်ရင်မတွေ့ရအောင်ကိုတရားတကားလက်ကင်အောင်လှည့်ကြည့်တယ်ကြောက်ကနေတော့ပိတ်ထားတယ်ထူးဆန်းနေအဖိုးပေးလိုက်တဲ့တော့တွဲထဲမှာဒီတော့မပါလာဘူးသူတကားကြားနေချောင်းကြည့်ဖို့ကြိုးစားပေမဲ့မှောင်မဲနေတော့ဘာမှမတွေ့ရအောင်ဒါပေမဲ့တကားအောက်ခြေကနေလေအေးတွေတိုးထွက်နေတယ်ပြီးတော့အတန်တစ်ခုတတူကျဲထိခတ်တဲ့အတန်ခွဲစိတ်ခန်းသုံးကရိယာတွေချထားတဲ့အတန်မျိုးကိုတရားနောက်ဆုတ်လိုက်တယ်သူစိတ်ထင်တာလားမသိဘူးတကားတစ်ဖက်ခြမ်းကလူတစ်ယောက်ရဲ့ညီးတွားတန်တဲ့တဲ့လေးကိုကြားတယ်ဤတိုင်းအဲ့ဒါကဂျပန်လိုပြောနေတဲ့အတန်မှာနားတယ်လို့အတိတ်ပဲရပါတယ်ကိုတရားချက်ချင်းပဲအိမ်ပေါ်ထက်ကိုပြေးတက်တယ်သူရဲ့နှလုံးခုန်တန်နေမြန်းနေတာလှမြတ်သူခန်းထဲဝင်လိုက်တော့မလှမြတ်ပတင်းပေါက်မှရက်ပြီးတော့ပြုံငင်းနေတာဘာဖြစ်တာလဲကိုသိဟအောက်တက်လေကအောက်မှာအခန်းတစ်ခန်းရှိတယ်အဲ့ဒီထဲကအတန်ကြီးကြားတယ်မလှမြတ်ကိုတရားဘက်ကိုလှည့်တယ်သူရဲ့မျက်နှာတီးတင်းလို့ကျမပြောတာပဲဒီအိမ်ကမသက်မှာဘူးလို့အခုနလည်းခြံထဲမှာထူးဆန်းနိုင်ကျမတွေ့လိုက်သေးတယ်ဘာတွေ့ရလဲခြံတောက်ကရေရင်းပြန်တာမှာကလေးမတယောက်ဂျပန်ဝတ်ဆောင်ရင်းနဲ့ရက်ကြည့်နေတယ်ကိုတရားပရင်ပေါက်စီကိုပြေးပြီးတော့ကြည့်တယ်ခြံဝန်းတောက်ကရေရင်းပြန်တာမှာဘယ်သူမှမရှိဘူးမျက်ရိုင်းနေပဲရှိတာဒါပေမဲ့မျက်ခင်းပြင်ပေါ်မှာခြေရအသေးလေးတွေရေရင်းနားကနေအိမ်ဘက်ကိုဥတီပြီးတော့လာနေတာတော့ထင်းနေရှိုင်းတွေ့တယ်တစုံတယောက်ဓမ္မမို့တစုံတရာအိမ်ထဲကိုဝင်လာနေတယ်မိမျိုးရဲ့မနက်ခင်းကထင်သားအထက်ပို့ပြီးတော့အေးဆက်ပါတယ်ပတင်းပေါက်မှန်နေမှာမြူနေရေစက်တရာကတ်နေတယ်အပြင်ဘက်ထင်းရှူတော့အုပ်ကြီးကမြူခိုးတွေကြားထဲမှာဝိုးတော်ဝပျောက်ကွယ်နေတယ်ကိုကိုရေလာစားမယ်မလာမြက်ကခွေးစာခွက်ကိုကန်ပြီးတော့အိမ်နောက်ဘေးတကားဝလှမ်းခေါ်တယ်ပုံမှန်ဆိုရင်ခွေးစာခွက်လေးခောက်လိုက်ပြီးဆိုတာနဲ့အမီလေးနဲ့ပြီးတော့ပြေးလာတဲ့ကိုကအခုမပေါ်လာဘူးခြံဝဲတစ်ခုလုံးကလည်းတိတ်ဆိတ်လို့ကိုသိဟာကိုကိုတွေ့မိသေးလားမလာမြက်ကအဲခန်းထဲမှာစာထိုင်ဖက်နေတဲ့ကိုသိဟာကိုမေးတယ်မတွေ့ပါဘူးကွာမနေ့ကအတန်လည်းမကြောက်ခြံထဲစင်းပြေးသွားတဲ့နဲ့ခြံစီကဟာနေရရှိရလေကိုသိဟာသတင်းစာကိုချပြီးတော့ထားလိုက်တယ်နေပါအောင်ကိုလိုက်ရှာကြည့်မယ်ကိုသိဟာအင်ကြီးထက်ဝက်ပြီးတော့ခြံထဲဆင်းတယ်ညရိုင်းနေရနှင်းဆိုနေတဲ့ဘောင်းမီအနားစာတွေဆိုရွှဲကုန်တာကိုချံပက်လေလိုက်ရှာပါမယ်အရဲ့အယောင်လည်းမတွေ့ဘူးခြံစည်းရိုးတွေကလည်းတန်ဆူးကြိုးတွေနဲ့တေးချာကာထားရဲဆိုတော့အပြင်ထွက်ဖို့မလွယ်ဘူးကိုတရားခြံနောက်ဖေးဘက်မနေ့တော့မလှမြက်ပြောတဲ့ရေရင်းပြန်နာကိုရောက်တယ်ရေရင်းကအောက်ခုံတွေကဆွေးပြီးတော့အပေါ်မှာတက်သားပြင်ပြားတွေကိုဖုံးထားပါတယ်ဒါပေမဲ့ကိုတရားတတိထားမိလိုက်တာကရေရင်းမောင်ပြင်ပြားတွေပေါ်မှာခြေရာတွေရှွန့်ပိန်နေတဲ့ခွေးခြေရာတွေမဟုတ်ပါဘူးဘုဖနက်ခြေရာကြီးတွေရှော့အနေပေကြံတဲ့ခြေရာတွေကရေရင်းနောက်မှာရှုပ်ပွားနေတာလူဝင်ထားတာလားကိုတရားစိတ်မတန့်ဖြစ်သွားတယ်တခိုးများဝင်တာလားဒါမဲ့ဒီအိမ်မှာဘာပစ္စည်းမှတော့မရှိဘူးလေရုပ်တဲ့အိမ်ထဲကမလှမြတ်အော်တန်ကြီးကြားရတယ်ကိုတီဟာမြင်လာပါအောင်ကိုတရားအိမ်ထဲကိုအမြန်ပြေးတယ်မလှမြတ်ကလှေကားအောက်နားမှာရက်ပြီးတော့ပါဇက်ကြီးကိုလက်နဲ့အုပ်ထားရဲကတုံနေတာဘာဖြစ်တာလဲလှမြတ်မလှမြတ်ကလှေကားအောက်ကတော့ခတ်ထားတဲ့အခန်းတကောက်လက်ညှိုးထိုးတယ်အဲ့ဒီအထဲမှာကိုတရားတကားနောက်ကတ်တယ်အခန်းထဲကအတန်ကြားတယ်တကောက်ကိုလက်သေးနဲ့ကုတ်နေတဲ့အတန်ပြီးတော့ခွေးတကောက်ရဲ့တအင်းညင်းညူနေတဲ့အတန်တဲ့ကိုထဲရောက်နေရလားကိုတရားလည်းအံ့ဩသွားတယ်ဒီခန့်ကတော့ခတ်ထားတာလေခွေးကဘယ်လိုလုပ်ပြီးတော့အထဲကိုရောက်နေရတာလဲကိုဖယ်နေတော့ငါတကားတက်ဖွင့်မယ်ကိုတီဟာတကားလက်ကောင်ဆွဲဖွင့်နေမရအောင်တော့ခတ်ထားတော့မေးလှမြတ်တူသွားယူပေးကိုတီကဒေါသတွေထွက်ပြီးတော့အော်တယ်မလှမြတ်ကကရိယာတွေထည့်ထားတဲ့ဘူးတွေကတူကိုယူလာပေးတယ်ကိုတီဟာကတကားတော့ခလောက်ကိုတူနဲ့ထုဖွင့်လိုက်ပါတယ်3-4ချက်လောက်ထုတော့တက်သားပေါင်တွေကွဲထွက်ပြီးတော့တကားကြီးပွင့်လာတာအထက်ကအပုံနဲ့တစ်ခုထွက်လာတယ်ကိုတီကတက်မီးနဲ့အထဲကိုထိုးကြည့်လိုက်ပါတယ်အခန်းကျင်းလေးထဲမှာဖုံနေပင်းကူအိမ်နေအပြည့်ပဲအခန်းတောက်မှာကိုလဲနေတာဒါပေမဲ့ကိုကမလှုပ်တော့ဘူးသူရဲ့ခန္ဓာကိုယ်ကလိမ်ဖယ်လို့ခေါင်းကအနောက်ဘက်ကိုလှည့်နေပါတယ်ခြေောက်တရားရိုးတွေကျိုးပြီးတော့ခောက်နေတယ်တာမန်ခွေးတကောင်တရားနဲ့မတူပါဘူး
အားပြင်းပြင်းတစ်ခုခုနဲ့ညှစ်သက်ထားသလိုပဲ။အိုးဖျားမလာမြအော်ပြီးတော့မျက်နှာလွှဲလိုက်တယ်။ကိုတီကခွေးအလောင်းနောက်တုံရင်ရင်နဲ့သွားကြည့်ရင်ကိုပါဇက်ထဲမှာတစုံတရာကြိုက်ထားတာတွေ့တယ်။ကိုတီဟာကခွေးပါဇက်ကိုအသာလေးဟပြီးတော့ဆွဲထုတ်လိုက်ပါတယ်။ဒါပေမဲ့ဟောင်းနှမ်းဆွေးမြင့်နေရဲ့အဖြူရောင်သူနာပြအုပ်ထုတ်လေးတစ်ခုအပေါ်မှာသွေး6တရာပေးချင်နေတော့ဖေလှေကားပေါ်ကနေပုံရဲ့တန်လေးပေါ်လာတယ်။ပုံကလက်ရောက်ကင်ပြီးတော့အောက်ကိုငုံကြည့်ရင်သူ့ရဲ့မျက်နှာလေးကတည်ငြိမ်လို့ကိုဆော့လို့ဝသွားပြီတဲ့။ तू ကဒေါက်တာကြီးနဲ့လိုက်သွားပြီတဲ့။ပုံသမီးဘာပြောနေရလဲမလမြတ်ငိုတန်နဲ့អော်တယ်။ပုံကပြုံးတယ်။ဒေါက်တာကြီးကပြောတယ်နောက်တစ်ယောက်အလဲတဲ့။အဲ့ဒီချိန်အိမ်ရဲ့တယ်လီဖုန်းမြည်လာပါတယ်။သူတို့ဒီအိမ်ကိုပြောင်းလာရတယ်လီဖုန်းလိုင်းရှောက်ထားတာမရသေးဘူး။ကျိုးတော်မတက်ရသေးတဲ့ဖုန်းအိုကြီးကဧကန်တောက်မှာမြည်နေတာ။တယ်လီဖုန်းမြည်တန်ကတိတ်ဆိတ်နေတဲ့ဧကန်ကြိမ်ထဲမှာစူးရှာကြိမ်လောင်တော့နေကိုတီဟာနဲ့မလမြတ်တို့နှစ်ယောက်သာကျိုးပြက်နေတဲ့ဖုန်းအိုကိုကြည့်ပြီးတော့မှစက်သိမ်းနေထားတယ်။ကိုရဲ့အလောင်းကသူတို့ရဲ့ခြေရင်းနှက်မှာရှိနေတော့မယ်။ကိုတီဟာမကြိုက်မှနဲ့မလမြတ်ကကိုတီဟာရဲ့လက်မောင်ဆွဲထားတယ်။ငါတို့တိမှရမှာလာမြတ်ဒီအိမ်မှာဘာတွေဖြစ်နေသလဲဆိုတာသိဖို့လိုတယ်။ကိုတီအားတုံရီရဲ့လက်နဲ့ဖုန်းလက်ကင်ကိုမလိုက်တယ်။ဖုန်းမြည်တန်ရှက်သွားပါတယ်။သူကနားနာမှာတိတ်လိုက်တယ်။ဟယ်လိုတစ်ဖက်ကဘာစကားမှပြန်မပြောဘူးဒါပေမဲ့အတန်နေကြားနေရတယ်လွှာတစ်ချောင်းနဲ့တစုံတစ်ယောက်တိုက်ဖြတ်နေတဲ့တရွှေရွှေအတန်ပြီးတော့လူတွေအများရဲ့ညင်းညူတဲ့အတန်ပါဇက်ကိုအဝတ်နဲ့စီးထားလို့အတန်မထွက်နိုင်မဲနဲ့အော်ဟစ်နေရဲ့အတန်နေနောက်ဆုံးအမျိုးသားတစ်ယောက်ရဲ့အေးဆက်ဆက်အတန်လူနာအမတ်လေးရလေးခွဲစိတ်မှုစမယ်ကိုတရားဖုန်းကိုပြန်ချလိုက်တယ်ညနာတစ်ခုလုံးဖြူဘက်ဖြူရောနေဘာကြလဲကိုတီဟာဘာမှမဟုတ်ပါဘူးလိုင်းပူးတာနေမှာပါကိုတီကမလမြက်ကိုလိန်ပြောလိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတုံနေတော့မယ်ကဲကိုသွားမြုပ်ရအောင်သူတို့ချက်နောက်ဘေးထင်းရှုပင်တွေအောက်ကနေပြီးတော့ကိုမြုပ်လိုက်ကြတယ်မေမျိုးရဲ့မြူတွေကပို့ပြီးတော့ထူလာတယ်ဆိုတော့နေကင်းကြောင်တောင်မီးဖွင့်ထားရတဲ့အချိန်နေပုံကတော့ခွေးသေးသွားတာမငိုပါဘူးမြေပုံလေးကိုကြည့်ပြီးတော့ပြုံးနေတာကိုကကန်ကောင်းနေသူစိတ်ကူးစရာမလိုတော့ဘူးညနေ9 နာရီအိမ်ထဲမှာလေတူကလေးလံလို့မလမြက်ကစိတ်ပြေလက်ပြောင်ပြောင်ညစာကိုကောင်းကောင်းမွန်မွန်ချက်တင်ဝတ်သားဟင်းချင်မောင်ဟင်းနဲ့ငပိရီတို့စရာတွေကိုပြင်နေလာစားရအောင်လေဒီနေ့ပင်ပန်းထားကြရမလားကိုတီကထမင်းဝါကနေဝင်ထိုင်လိုက်တယ်မိချောင်းကဖလက်နဲ့မိတ်တုံဘိုးအားမငြိမ်လို့ထင်တာပဲသူတို့ထမင်းစားနေတော့မလမြက်ကဝတ်သားဟင်းကိုဝါလိုက်တဲ့အခါမှာမျက်နှာပြတ်သွားတယ်ဟင်းကဘာဖြစ်တာလဲမသိဘူးအရသာတန်ကြီးအရသာကြီးကောင်းပါရဲ့ကွာကိုစားလို့ရပါတယ်ကိုတီးကပုံမှန်အတိုင်းပဲစားတယ်ဒါပေမဲ့မလမြက်ပါစက်တရားတစ်ခုခုမှားယွင်းနေတယ်လို့ပဲသူဝါနေတဲ့အသားတော်ရပျော်စီစီအရေတွေကခါတက်ငန်ကြည့်သူထွေးထုတ်လိုက်တယ်ပကံလေးကိုထွေးထုတ်လိုက်တဲ့အရာဝတ်သားမဟုတ်ဘူးပုတ်သိုးနေရဲ့အသားအစာတစ်ခုပြီးတော့လောက်ကောင်အဖြူကောင်းနေအဲ့ဒီအသားအစာတွေကနေတွားသွားနေတာမလမြက်အဲ့ဒါရုပ်ကြည့်ပြီးတော့အရန်လက်လို့ထမင်းပကံကြီးတွန်းဖယ်ပြီးတော့ပြုတ်အပ်နေကိုတီဟာဟင်းထဲမှာလောက်တယ်ကိုတီးရဟင်းခွက်ကိုကြည့်တော့ဘာမှမရှိပါဘူးလားမြက်ရဲ့မင်းစိတ်ထင်လို့ပါကိုတီးရမျက်လုံးထဲမှာတော့ပုံမှန်ဝတ်သားဟင်းပဲမဟုတ်ဘူးနော်ဒီမှာသေချာကြည့်အောင်မလမြက်ကဟင်းကိုဇွန်းနဲ့မှုတယ်ဟင်းထဲမှာဝတ်သားတုံးနေအစားလူရဲ့လက်ချောင်းအပြက်တွေနေရွက်တွေကဘောလောပေါ်နေတာဟင်းရစီပြန်နေရမဟုတ်ပဲနဲ့သွေးခဲတယ်မလမြက်အားကနေအော်ပြီးတော့စပွဲကိုတွန်းလိုက်တယ်ပကံနေအကုန်ကွဲကုန်တယ်မိเจ้าကလည်းဖက်ကနေနေအောင်ပြတ်သွားတော့တအိမ်လုံးမောင်သွားတာမိဘာဖြစ်တာလဲအမောင်ထဲမှာပုံရဲ့အသက်ထွက်လာပါတယ်ကိုတီကမြို့ဖွင့်မအောင်မလမြက်ကထိုင်ကုန်မှာကပ်ပြီးတော့တုံနေတာကိုတီကဖုန်းမြို့ဖွင့်နေဖုန်းမရောင်ကထမင်းစပွဲကိုထိုးပြလိုက်တယ်စပွဲပေါ်မှာဟင်းနေရလဲမှောက်လို့ပကံနေကွဲပြီးတော့ပြန်ကျင်းနေတာဒါပေမဲ့အစိုးဆုံးကသမီးလေးပုံကထိုင်ကုန်မှာငြိမ်လေးထိုင်လို့သူ့ရဲ့လက်ထဲမှာဇွန်းတစ်ချောင်းကင်ထားတယ်သူကထမင်းကိုသူ့ပါဇက်ထဲမထည့်ဘူးသူ့ဘေးရလွတ်နေတဲ့ထိုင်ခေါ်အလွတ်စီကိုဇွန်းကိုကမ်းပေးတယ်စားလေတတာသမီးမိချက်ထားတာကောင်းပါတယ်ကိုတီးရဖုန်းမီကိုအဲ့ဒီထိုင်ခေါ်အလွတ်စီကိုထိုးကြည့်တော့ဘယ်သူမှမရှိဘူးဒါပေမဲ့အဲ့ဒီထိုင်ခေါ်အလွတ်ရှိရထမင်းပကံတွေကတဖြည်းဖြည်းနဲ့ရော့နေသွားတာတယောက်ဇွန်းနဲ့ခက်စားနေတယ်လို့မျိုးထမင်းစီတွေလေးထဲမှာမြောက်တက်ပြီးပျောက်သွားတယ်ရုတ်တရက်အဲ့ဒီထိုင်ခေါ်အလွတ်စီကနေလူတယောက်ဒေါသတကြီးអော်လိုက်တဲ့အသိပေါ်တယ်ပြီးတော့အဲ့ဒီပကံပြားတွေက
ကိုတီးရကောက်လာမှန်တာပြေးလားမြတ်ပုံပုံဆွဲပြီးပြေးတော့ကိုတီးရသမီးကိုပွေးချပြီးတော့ဧခန်းတောင်ပြေးတယ်မလာမြတ်နောက်ကလိုက်တယ်သူတို့ဧခန်းကိုရောက်တော့အိမ်ရှိတကမာရုပ်ဖွင့်မှုကြိုးစားတယ်တကားဖွင့်မရတော့အပြင်မှာတယောက်ယောက်ကဆွဲပိတ်ထားတယ်လို့ပဲဖွင့်စမ်းကိုတီးရတကားကိုကန်တယ်အဲ့တော့မလာမြတ်ချေရောက်ကိုတစုံတယောက်လှမ်းပြီးဆွဲတော့ကဲပါဦးမလာမြတ်လဲကြပြီးတော့ဧကန်ကျမ်းပြတဲ့အတိုင်းဒရွတ်တိုက်ပါသွားတာလှမြတ်ကိုတီးရလိုက်ဆွဲမယ်မမိဘူးမလာမြတ်ကလေကားအောက်ကအမောင်တူတွေကိုဒရွတ်တိုက်ပါသွားပါတယ်သူ့ကိုဆွဲသွားတာကမြင်ရတဲ့လူမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ခြေရောက်မှာသွေးစွန်းနေတဲ့လက်ရာကြီးနှစ်ခုကထင်းကနေပေါ်နေပါတယ်မလာမြတ်ကိုလေကားအောက်ခံကိုတည်ခဲ့တဲ့အခန်းထဲကိုဆွဲသွင်းသွားတယ်ပြီးတော့ဒုံကနေတကားပိတ်သွားပါတယ်ကိုတီးရလေကားအောက်ခံတကားပခုံးနဲ့စောင့်တိုက်တယ်3-4ချိန်ရှိပါပြီတကားကလည်းတက်သားတကားဆိုပေမဲ့တန်မဏိတကားလိုမာကြောပြီးလုံးဝကိုမပွင့်ဘူးလှမြတ်ဘာဖြစ်နေရလဲပြန်ထူးစမ်းကိုတီးရအော်နေပေမဲ့အခန်းထဲကမလှမြတ်အော်တယ်မကြားရအောင်တိတ်ဆိတ်ချင်းနေရကြီးစိုးနေရင်ဘေးနားမှာရက်နေပုံလေးကသူ့ရဲ့လက်ထက်ကအယုတ်လေးကိုပိုက်ပြီးတော့တကားကိုစိုက်ကြည့်နေရသူ့ရဲ့မျက်လုံးတွေကကြောက်ရွံ့မှုမရှိဘဲနဲ့သစုံတယောက်စိတ်ဝင်စားစောင့်ကြည့်နေတဲ့ပုံစံမျိုးမလှမြတ်အခန်းထဲမှာလဲကျနေတယ်သူရဲ့ကိုယ်ရလှုပ်လို့မရဘူးကျမ်းပြင်ပေါ်မှာလဲနေရမဟုတ်ပဲနဲ့အေးဆက်တဲ့တန်ကရင်တစ်လုံးပေါ်မှာရောက်နေတယ်လို့ပဲခြေလက်တွေကိုမတွေ့ရတဲ့ကြိုးတွေနဲ့ချီနှောက်ခံထားရတာပါကဲကြပါအတန်ထွက်ဖို့ကြိုးစားပေမဲ့လေချောင်းနေရဂုံးစာတွေစို့ထားတယ်လို့အတန်မထွက်လာဘူးအခန်းထဲကအနက်နေရပြောင်းသွားပါတယ်ကိုသေးတုံးဝါရတဲ့အပုပ်နဲ့မဟုတ်တော့ဘူးအရက်ပြန်နဲ့ပိုးသက်စိမ့်နဲ့တန်ကြီးတက်နေတဲ့သွေးနဲ့မလာမြတ်ရဲ့ညာဘက်နှရွက်နာကနေတက်တူကျဲထိခတ်တဲ့အတန်ကြားလိုက်တယ်အမောင်ထဲမှာအလဲရောင်မှိန်ပြလေးပေါ်လာတယ်လက်နဲ့ချက်ပေါ်ကခွဲစိတ်ခန်းသုံးမီးလုံးတစ်လုံးလင်းလာတယ်ဒါပေမဲ့မီးရောင်ဝါကျင်နဲ့အားနေလွန်းနေအဲ့ဒီမီးရောင်မှာလူတယောက်သူ့ဘေးမှာရှက်နေတယ်မျက်နှာတော့စာကြည့်ကမှတ်ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းဖြူရောင်တက်ထားပါတယ်ခေါင်းမှာလည်းခွဲစိတ်ခန်းသုံးအုတ်ထုတ်ဆောင်ထားပါတယ်ဝတ်ထားတဲ့အဖြူရောင်ခေါင်းဝင်ကြီးမှာတော့သွေးဟောင်းနေရအကွက်လိုက်ကြီးညူမဲနေရအဲ့ဒီလူကမလှမြတ်ကိုမကြည့်ဘူးဘေးကစပွဲပေါ်ကကရိယာရောရွှေတယ်သူ့ရဲ့လက်ထဲမှာကင်ထားတာကတန်ခွာညက်အကြီးတစ်ခုလူနာမေးစေးမတိုးဘူးပဲအတန်ကမလှမြတ်ရဲ့ခေါင်းထဲကိုထားရရောက်တယ်ဂျပန်လိုပြောနေရဆိုပေမဲ့မလှမြတ်နားထဲမှာမြန်မာလိုကြီးကြားနေတယ်ကိစ္စမရှိဘူးအရှင်လက်ခွဲမှာအပြေမှန်ရမှာမလောက်ပါနဲ့မလှမြတ်ရုံးနေဒါပေမဲ့တန်ခွာညက်ကြီးကသူ့ရဲ့ဘိုက်ပေါ်ရောက်လာတယ်အေးဆက်တဲ့တတုအထီအတွေ့အရေပြောက်ဖိကက်လိုက်တဲ့ဖိအားအရေပြားကိုဓာတ်နဲ့လှိလိုက်တယ်လို့ပူကနေခံစားလိုက်ရတယ်နာကျင်မှုတွေကဘိုက်ထဲကနေအုံနောက်စီကိုတက်ဆောင်နေမလှမြတ်အားကနေနာကျင်စွာអော်လိုက်တဲ့အတန်ကြတော့ကိုတရားစိတ်လွန်သွားတာလှမြတ်ကဲဟာကိုလှမြတ်အခန်းတောက်ကမိသက်စေးဘူးအနီးကိုပြေးယူပြီးတော့သူရဲ့မိသက်စေးဘူးနဲ့အခန်းတကာလက်ကောင်အားနဲ့လွှဲရိုက်တယ်တသားတွေကွဲကုန်နေတော့ပြတ်သွားတယ်ကိုတရားတကာကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်တကာပွင့်သွားတာနဲ့တခါတည်းပဲအခန်းထဲကခွဲစိတ်ခံမီးရောင်ဝါချင်းပက်ကနေပြောက်ပြီးတော့အမောင်တီးကျသွားတယ်လှမြတ်ကိုတရားဖုန်းမီးနဲ့ထိုးကြည့်တယ်အခန်းထဲမှာဘာကတင်မှမရှိဘူးဘာဆရာဝန်မှမရှိဘူးမလှမြတ်ကအခန်းနောက်ကျမ်းပြင်ပေါ်မှာကွေးလေးသူ့ဘိုက်ကိုလက်နှစ်ဖက်နဲ့အတင်းဖိထားတာလှမြတ်အဆင်ပြေရဲ့လားကိုတရားမလှမြတ်ပွေ့ထူတယ်မလှမြတ်ကတဆက်တုံနေပြီးတော့မျက်လုံးတွေပြူးနေတာသူကျမဘိုက်ကိုခွဲလိုက်ပြီးဘာတရားမလှမြတ်ရဲ့လက်ကိုဖယ်ပြီးဘိုက်ကိုကြည့်တယ်သွေးမထွက်ဘူးဒဏ်ရာလည်းမရှိဘူးဒါပေမဲ့မလှမြတ်ရဲ့ဝမ်းပိုက်သားပေါ်မှာအနီအောင်မြင်းချောင်းရှိတစ်ကြောင်ထင်းနေတယ်ဒါနဲ့မခွဲခင်မကပန်နဲ့မြင်းသားထားတယ်လို့မျိုးအရာကြီးလာအပြန်ထွက်မယ်ဒီခန်းထဲမှာမနေနဲ့ကိုတရားမလှမြတ်ပွေ့ချပြီးတော့အခန်းထဲကိုခေါ်ထုတ်လိုက်တယ်သူတို့ဆိုဖာပေါ်ထိုင်ပြီးတော့အမောဖြေတယ်မလှမြတ်ကငိုနေတာကိုတီဟာဒီအိမ်ကတော့မရဘူးကျမတို့ပြန်မဖြစ်မယ်အခုချက်ချင်းပြန်ရအောင်အေးပြန်မယ်မနေ့ကမိုးလင်းတာနဲ့ပြန်မယ်ကိုတီဟာနှစ်သိမ့်နေညာမင်းကြီးမြူရရထူလမ်းအကျန်းတော့စင်းပေါ်မလွယ်ဘူးဖေပုံမိုးစပွဲကောင်မှာထိုင်ပြီးတော့စာရွက်တွေ့ရပေါ်မှာပုံဆွဲနေလှမ်းခေါ်တယ်သမီးတငယ်ချင်းကပြောတယ်မမေကကန်ကောင်းလို့တဲ့ဘာလို့လဲသမီးကိုတီကမေးလိုက်တယ်ပုံမိုးကသူဆွဲထားတဲ့ပုံမြောက်ပြတယ်ပုံထဲကလူတယောက်စပွဲပေါ်မှာအိတ်နေတာသူ့ပိုက်တရဦးရီကလီစာရီထွက်ကြနေတဲ့ပုံအနီရောင်ရောင်ဆုံးခဲတံနဲ့ရဲတောက်ချဲထားတယ်နောက်တစ်ခါကျရင် तू ကမေးစိမ့်မပေးဘဲနဲ့ဦးရီကိုဆွဲထုတ်မှာတဲ့
ကိုတရားဒေါသထွက်ပြီးတော့ပုံပုံလက်ထရစာရွက်ကိုဆွဲယူပြီးဆုပ်ဖြဲလိုက်တယ်တော်တော့နော်ပုံအဲ့လိုရှောက်မပြောရအောင်ပုံကမငိုးဘူးသူကကိုတီဟာကိုကြောပတ်လှေကားထိတ်ကိုကြော်ကြည့်ပြီးတော့ပြုံးနေဒေါက်တာကြီးကဖေဖေကိုကြည့်နေတာကိုတီကဖြက်ကနေလှဲကြည့်တော့လှေကားတဲ့အမောင်ရိပ်မှာမတ်တက်ထားတဲ့မျက်နှာတစ်ခုဝါတတာပေါ်နေရတွေ့တယ်သူရဲ့လက်ထဲမှာလွှတ်တစ်ချောင်းကင်ထားတယ်ရွှေကနေအတန်ကြားပြရတဲ့အရှိတ်ကပျောက်သွားတော့တာမနဲ့မိုးလင်းလာတာနဲ့အိမ်ကြီးရဲ့ပတ်ဝန်းကျင်မှာနေအလင်းရောင်မတွေ့ရအောင်တညာလုံးတီးထန်စွာကျဆင်းထားတဲ့မြူနင်းတွေကထဲရှူတော့တစ်ခုလုံးဝါမျိုးထားသလိုပဲဖြူဖွေးနေတာပေ20အကွာဝေးကိုတော့ကောင်းကောင်းမတွေ့ရတဲ့ချိန်နေမြင်မြလုံလာမြအဝတ်စားတွေမယူတော့နဲ့အရေးကြီးရရှူကိုတရားအိတ်တရိုကားနောက်ဖုံးလေးကိုအတိန်ထိုးထည့်တယ်မျက်နှာမှာချွေးစည်းတွေနဲ့လက်တရလည်းတုံနေတာမလာမြပမုံးလက်ကိုတင်းတင်းဆုပ်ပြီးတော့အိမ်ထဲကပြေးထွက်တယ်လာသမီးကားပေါ်တက်သူတို့အိမ်ကိုလှည့်မကြည့်ရဘူးအိမ်ရမျိုးတွေကြားထဲမှာငိမ်သက်ပြီးတော့မှရှက်နေတယ်လို့ပါပဲပတဲပေါက်တိုင်းကသူတို့ကိုအကြည့်ပေါင်းများစွာနဲ့စိုက်ကြည့်နေတယ်လို့ပဲကိုတရားမြင်မောင်းပါကျမဒီနေရာမှာတစ်စက္ကန့်အောင်ဆက်မနေခြင်းမလာမြက်ကကားနောက်ခံကပုံမုံဖတ်ပြီးတော့ငိုသိန်းနဲ့ပြောတယ်ကိုတရားကားမောင်းခုံမှာဝင်ပြီးတော့လှဲ့အင်ဂျီကတစ်ချက်လေးអော်ပြီးတော့ပြန်ငိန်သွားတာဟာကွာကိုတရားထက်ဆန်းနေကားကလုံးဝမနှိုးလာဘူးဘက်ထရီအားကုန်တယ်လို့မျိုးဘာဖြစ်တာလဲကိုတီဟာမသိဘူးမနေ့ညမှာကောင်းကောင်းမောင်းလာတာဘာဖြစ်တာလဲမသိဘူးကိုတရားစီယာယုံလက်သိန်းနဲ့ထုရိန်အပြင်မှာအပူရှင်ရရေကမ်းမှတ်နေပါအောင်ကြာစင်းနေပြီကားထဲမှာတော့အခုငွေထွက်နေတယ်ကျမသွားကြည့်လိုက်မယ်မလာမြက်ကစိတ်မရှိရနဲ့ကားတကားဖွင့်ပြီးတော့ဆင်းနေမစင်းနဲ့လာမြက်အထဲမှာပဲနေကိုတရားလှမ်းတားပေမဲ့မမေ့လိုက်ဘူးမလာမြက်ကားရှိဖို့ဖွင့်ဖို့ကြိုးစားနေတော့ကားနောက်ခန်းထဲမှာကြံနေတဲ့ပုံပုံကတကားဖွင့်ပြီးအပြင်ကိုထွက်တယ်ပုံဘယ်တော့မှလဲကားလေးကိုပြန်ဝင်ကိုတရားနောက်ကြည့်မှန်းနေမြင်ပြီးတော့လှမ်းអော်တယ်ပုံပုံကဖေဖေကိုပြုံးပြတယ်သမီးတငယ်ချင်းတွေရောက်လာပြီသူတို့ကစားရအောင်တဲ့ပုံပုံကဖြူဖွေးနေတဲ့မြူကိုတွေကြားတွေကိုလမ်းလျှောက်သွားတာပုံမသွားနဲ့ကိုတရားကားပေါ်ကနေအမြန်စမီသမီးနာကိုလိုက်တယ်ဒါပေမဲ့မြူရီကအရန်ထူထပ်နေတာခြေလန်း10လန်းလောက်လှမ်းလိုက်တာနဲ့ပုံရေလေးပျောက်သွားတယ်ပုံသမီးဗမာလဲလာမြက်သမီးကားပေါ်ဆင်းသွားရင်လိုက်ရှာစမ်းကိုတရားနဲ့မလာမြက်တို့မြူရီကြားရဲ့စမ်းသဝါးဝါနဲ့လိုက်ရှာကြတယ်ခလေးရှိတဲ့နေကြားတယ်ချန်ဝင်းရဲ့ညာဘက်အချမ်းတင်းရှူတောစနာကနေဟိုမှာအတန်ကြားတယ်ကိုတရားအတန်ကြားနေအောင်ပြေးတယ်သူတို့မြူရီကြားရကနေတောဆက်ကိုရောက်တော့တွေ့ရတဲ့မြင်ကွယ်နဲ့ခြေလန်းနေရှက်သွားပါတယ်တင်းရှူပဲကြီးအောက်ကလူအရိတ်တွေတစ်ခုနှစ်ခုမဟုတ်ဘူး10ကနန်းလောက်ရှိမယ်အရိတ်တွေသူတို့အားလုံးမြူရီကြားထဲမှာမတက်ရက်တယ်အချို့ကဂျပန်စစ်ဝစ်စုံတွေနဲ့အချို့ကလူနာဝစ်စုံအစုပ်တွေနဲ့သူတို့မျက်နှာတွေမတွေ့ရအောင်မြူရီနဲ့ရောနေတယ်လို့ပဲအဲ့ဒီအရိတ်တွေရဲ့အလဲမှာပုံရှက်နေတယ်သူရဲ့လက်ကိုဂျပန်စစ်ဗိုလ်တယောက်ကဆွဲထားတယ်အဲ့ဒီစစ်ဗိုလ်ရဲ့ခါမှာရှည်လျားတဲ့ဆာမူရိုက်ဓာတ်တစ်ချောင်းချိတ်ထားတယ်ပုံလာခဲ့မလာမြက်ရှေ့တိုးမလို့လုပ်တယ်ဂျပန်စစ်ဗိုလ်ကဓာတ်ကိုအိမ်ထဲကနေပြီးတော့တဝက်လောက်ဆွဲထုတ်လိုက်တယ်တက်တူကျဲပုတ်တိုက်တဲ့အတန်အေးဆက်စွာပိုးလာပါတယ်ပုံကလှမ်းကြည့်ပြီးတော့လက်ပြတယ်တက်တာဖေဖေသမီးတို့ပုံနှန်းကစားမလို့ဖေဖေလိုက်ရှာနော်ပြောပြရနဲ့ဂျပန်စစ်ဗိုလ်ကပုံဆွဲပြီးထေရှူတော်အမောင်နဲ့ဝင်သွားတယ်ကျန်တဲ့ရိတ်တွေကလည်းသူတို့နောက်ကတန်းစီပြီးလိုက်တယ်တခဏတွင်းမှာသူတို့တွေအားလုံးမျိုးတွေကြားတွေပျောက်သွားတာသမီးလေးမလာမြအော်ပြီးတော့လဲကျသွားတယ်ကိုတရားတော်ရဲကိုပြေးလိုက်ဖို့လုပ်ပေမဲ့ထေရှူပင်တွေကပိတ်ဆို့ထားတယ်ဆိုတော့လမ်းပြောက်သွားတယ်ဘယ်ဘက်ကိုလိုက်ရမှမသိဘူးသူတို့တွေပိတ်မိသွားပြီကားကလည်းပြက်နေတယ်သမီးလေးကလည်းအခေါ်ခံရတယ်ပြီးတော့သူတို့နားမှာမတွေ့ရတဲ့မျက်လုံးတွေအများကြီးပဲဝိုင်းကြည့်နေကြတယ်ကိုတီဟာကောင်းကင်မောကြည့်ပြီးတော့အားကိုအော်တယ်ငါတို့ဘာလုပ်ချင်တာလဲသူအော်တန်ကိုပြန်ဖြေလိုက်တာကတော့ဒေရှူတိုရီယာတိုက်ခတ်လာတဲ့လေအေးတွေရဲ့ဝူးဆိုတဲ့ညင်းညူတန်နေပါနေရာတော့ရန်ကုန်မြို့ဗဟန်းမြို့နယ်ချန်ဝင်းကျဲတစ်ခုအချိန်ကမနက်10:00နာရီနေအောင်ကြီးတောက်ပနေတဲ့ရန်ကုန်မြို့ရဲ့မနက်ခင်းကမင်းမြို့ရဲ့အုံမိုင်းနေရရာသည့်ဥရုနေရတော့တခြားစီပဲရှေးအောင်ပစ္စည်းတွေစာအုပ်တိမ်နဲ့ပြည့်နှက်နေတဲ့စာကြည့်ခန်းကျဲထဲမှာဆရာမင်းထင်တယောက်လှုပ်ရှုပ်နေပါတယ်အသက်40ပတ်ဝန်းကျင်မျက်မှန်ထူထူနဲ့ဆရာမင်းထင်ရသမိုင်းပါမောက်ခါအောင်တယောက်ဖြစ်ပြီးတော့အခုချိန်မှာတော့တဘာဝလွန်ဖြစ်ရမှန်ရှောက်ဖွေးသူအဖြစ်နဲ့ရက်တီနေတဲ့သူဖြစ်တယ်သူကစပွဲပေါ်မှာရှေးဟောင်းကက်ဆက်တိတ်ခွေတစ်ခုဖွင့်ပြီးတော့မှတ်တမ်းရေးတယ်အတန်ဖိုင်အမတ်112ပဲခူးရုံးမှခီးစိန်အတန်ဖန်းဆက်မှဖမ်းမိရဲ့အတန်3:15မိနစ်ဆရာကော်ဖီရပါပြီ
အခန်းဝနေပြီးတော့တာယာငိမ့်ညောင်းတဲ့အတန်တစ်ခုပေါ်လာပါတယ်မေသွန်းအသက်30ပတ်ဝန်းကျင်ရိုးရိုးရင်ရင်ဝစ်စားပြီးတော့မျက်နှာလေးကအေးချမ်းနေသူကဆရာမင်းထင်ရဲ့ချစ်သူဆရာမင်းထင်ရဲ့လက်တွဲဖော်ဖြစ်တယ်လို့ငယ်စဉ်ကပရလောကသားတွေကိုမြင်နိုင်ကြားနိုင်တဲ့အကြမ်းမြင်အာရုံရှိရဲ့သူပါကျေးဇူးပါပဲမေသွန်းဒီအမှုကပြီးတဲ့လောက်ရှိနေပြီနောက်တစ်ပတ်ကျရင်တို့နှစ်ယောက်ခီးထွက်ပြီးတော့အနားယူမလားမင်းထင်မျက်မှောက်ပင့်တယ်ပြီးပြုံးလို့မေးတယ်မေသွန်းကကော်ဖီခွက်ကိုစပွဲပေါ်တင်ပေးပြီးတော့ပြုံးနေကောင်းတာပေါ့ဆရာရဲ့ပကံပတ်သွားမလားစကားမဆုံးခင်မှာမေသွန်းမျက်နှာရုတ်တရက်ပြောင်းလဲသွားပါတယ်ကော်ဖီခွက်တင်ထားတဲ့သူ့လက်တရစပွဲကိုတင်းတင်းဆုပ်ကန်လိုက်တယ်မျက်လုံးတွေကပြောင်းဝေပြီးတော့တနေအောင်ငေးဆိုင်ကြည့်နေတယ်လို့ဖြစ်သွားပါတယ်မေသွန်းဘာဖြစ်တာလဲမင်းတရထိုင်ကောနေထားပြီးမေသွန်းပခုံးကိုင်နေအေးတယ်အရန်အေးတယ်မေသွန်းနှခမ်းတွေကတုံရှန်လာတယ်ရန်ကုန်ရဲ့ပူအိုက်တဲ့ရာသီဥတုထဲမှာသူ့ခန္ဓာကိုယ်ကရေခဲလုံးနဲ့အိဆက်နေရမြူရီကြားထဲမှာအိတ်နေမေသွန်းတီးတိုးရေရွတ်တယ်ကလေးမလေးငိုနေရဲ့သူ့ကိုခေါ်သွားပြီးစစ်ဗိုလ်ကြီးတွေခေါ်သွားပြီးဘာလို့လဲဘယ်ညာလဲမေသွန်းအာယုံစိုက်ထားမင်းတရားမေသွန်းကိုစိတ်ညံအောင်ထိမ့်ပေးတယ်ထင်းရှူတော်မိမျိုးမေသွန်းရုတ်တရက်အော်ဟစ်လိုက်တယ်ဦးရီဘိုက်ခွဲထားတဲ့သူတွေသွေးတွေမေသွန်းတတိလစ်ပြီးတော့မင်းတင်ရင်ခွင်ထဲကိုလဲသွားပါတယ်မေသွန်းအဲ့ဒီချိန်မှာစပွဲပေါ်တယ်လီဖုန်းမြည်လာတယ်မင်းတင်ရမေသွန်းကိုဆိုဖာပေါ်ဖြည်းဖြည်းချင်းချပေးပြီးတော့ဖုန်းကိုပြေးကန်လိုက်တယ်ဟယ်လိုမင်းတင်ပြောနေပါတယ်တစ်ဖက်ကအတန်ကတုံရင်လို့ကိုမင်းတင်ကျွန်တော်ပါတီဟာရဲ့ညီဝမ်းကွယ်မျိုးမြင့်ပါကိုတရားတို့မိသားစုနဲ့အဆက်အသွယ်ပြတ်နေလို့ဗျာသူတို့မေမျိုးကအိမ်ဟောင်းကြီးစီကိုပြောင်းသွားတာ3ရက်ရှိပြီဖုန်းဆက်လို့လည်းမရအောင်အဲ့ဒီကကိုမင်းတင်လည်းသိရတဲ့အတိုင်းသတင်းတွေမကောင်းလေမင်းတင်မျက်မှောက်ကျုပ်တယ်မေသွန်းရဲ့အာယုံခံစားမှုနဲ့တိုက်ဆိုင်နေရနေပါအောင်ဘယ်ုံပြောတာလဲစမှုတစ်ဖက်ကဂျပန်ခေတ်ကစစ်ရုံလောက်ခဲ့တဲ့အိမ်ကြီးလေမင်းထင်ကြောချမ်းသွားတယ်တမိုင်းသူတေတီတယောက်နေနဲ့အဲ့ဒီအိမ်အကြောင်းသူကောင်းကောင်းသိရပေါ့အမလေးရလေစစ်ဆေးရုံလိုလူသိများခဲ့တဲ့လူမဆန်စွာစမ်းသပ်မှုတွေလုပ်ခဲ့တဲ့နေရာကိုမျိုးမြင့်အခုချက်ချင်းလူလွတ်ပြီးတော့လိုက်ကြည့်ခိုင်းလိုက်ပါကျွန်တော်အခုမင်းမျိုးတက်ခင်မယ်အချိန်ကြီးတော့မကောင်းမင်းထင်ဖုန်းချလိုက်တော့မေသွန်းတတိရတယ်မျက်လုံးတွေကหนีရဲပြီးတော့မောဟိုက်နေတာဆရာအဲ့ဒီကတာမန်တရေ6တာမဟုတ်ဘူးမေသွန်းမင်းထင်ရဲ့လက်ကိုဆွဲပြီးတော့ပြောတယ်သူတို့မိစ္ဆာဆန်တဲ့အင်အားစုတွေကလေးကိုသူတို့လိုချင်နေကြတာမင်းထင်ရမေသွန်းရဲ့လက်ကိုပြန်ဆုပ်ကန်လိုက်တယ်ကိုသိရဲ့မေသွန်းအဲ့ဒီကတမိုင်းဆိုးရှိတယ်ဂျပန်ကင်ပေတိုင်တွေကလူတွေကိုအရှင်လက်ခွဲစိတ်စမ်းတက်ခဲ့နေရမင်းထင်ရပြီးတော့တရားခီးဆောင်အိတ်ကိုဆွဲထုတ်တယ်ကိထမေသွန်းအဝတ်စားရည်လဲကိုရောခုချက်ချင်းပဲလေရဲနဲ့မန္တလေးစစ်မယ်ပြီးရင်မေမျိုးတက်မယ်အချိန်မရှိဘူးကျမတို့မှီပါမလားဆရာကလေးမလေးအသက်ကိုရှင်ပါမလားမရောက်သွားမှာပေါ့ဖျားသခင်မှားစားပါစေမင်းတရားသူ့လည်းပဲလက်ဝါးကတ်တိုင်းဆွဲကြိုးလေးကိုကြစ်ပါအောင်စုပ်ကန်လိုက်တယ်ပြီးတော့အိတ်ထဲကိုတန်းစင်နေရှင်ဟိုလီဝါတာကင်မရာအတန်ဖန်းစနစ်ရှေးဟောင်းတစ်မြောက်တစ်ချောင်းထည့်တယ်သူတို့နှစ်ယောက်ရန်ကုန်ကနေပြီးတော့မေမျိုးကိုဥတီလို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့သူတို့မသိတာမေမျိုးအိမ်နေမှာတော့အချိန်နေကုံဆုံးလွန်ခဲ့ပြီဆိုတာပါညနေ6နာရီခွဲပါဆရာမင်းထဲမောင်းနှင်လာတဲ့လန်ခရူဇာကားရမေမျိုးရဲ့စက်မှုတက်လန်ကွယ်ထင်းရှူတော်လမ်းကြားရုံဖြည်းဖြည်းချင်းတွန်းဝင်လာခဲ့ပါတယ်ကားမီယာကထူထဲလာတဲ့မြို့နှင်းတွေကိုထိုးဖောက်ဖို့မနေကိုကြိုးစားနေတာဆရာအရှိမကားတစ်စီးမေသွန်းလက်ညှိုးထိုးပြတယ်လမ်းဘေးမြန်ရိုင်းနေကြတဲ့မှာထိုးရက်ထားတဲ့ကိုတီဟာရဲ့ကားရှိဖုံပွက်နေတယ်ကားတကားတွေကဖွင့်ရက်သားကားထဲမှာဘယ်သူမှမရှိဘူးကားခေါင်မိုးပေါ်မှာတော့ထင်းရှူရွက်6တီကြွေကြနေအောင်ကြည့်မယ်ဆိုရင်ဒီကားရက်ထားတာကြားပြီးစွာသိတာတယ်သူတို့ဒီမှာပဲရှိနေသေးတယ်မင်းတေကကားကိုရက်လိုက်ပြီးတော့လက်နှိပ်တက်ပြီးအားကောင်းကောင်းတစ်လက်ကိုဆွဲထုတ်တယ်မေသွန်းသတိထားတော့ဒီနေရာရဲ့ဆွဲအရန်ပြင်းထန်လွန်းနေမေသွန်းခေါင်းငိတ်လိုက်တယ်ကားပေါ်ကဆင်းလိုက်တာနဲ့မေသွန်းတစ်ခုလုံးတုံတက်သွားတာအေးတန်ကြောင်မဟုတ်ဘူးလေတုထေကပြက်လွတ်နေတဲ့နာကျင်မှုဒေါသနာကျင်နဲ့လှိုင်းနေသူတို့နှစ်ယောက်အိမ်ကြီးစီကိုရှောက်လာခဲ့ကြပါရီအိမ်ကြီးကအမောင်တူထဲမှာမဲမောင်ပြီးငိမ့်သက်လို့ဘာမီးမှမဖွင့်ထားဘူးအိမ်တကမာကြီးကစေ့ရုံပဲပိတ်ထားတာကိုတီခမမင်းတဲ့အော်ပါတယ်ဘာပြန်ထူးတယ်မှမကြောက်ဘူးတဲရှုပနေတိုးဝေရာလွဲပြီးတော့တုတ်တန်သစားပြန်လို့တိတ်ဆိတ်နေတယ်မင်းတဲ့ကတကောက်6ယောက်နဲ့တွန်းဖွင့်လိုက်တယ်ဓမီယောက်ကအေကန်းကြိမ်ထဲကိုဖျားကြလို့ပထမဆုံးသူတို့တတိထားမိရအနက်ပုတ်သွန်းနေတဲ့အစားအသောက်အနက်နဲ့ပြင်းထန်လာတဲ့ဖော်မလင်ဆေးရည်နဲ့ဖျားရည်မ
မေသွန်းပါဇက်ကိုလက်နဲ့အုပ်လိုက်ပါတယ်အဲခန်းလယ်မှာတော့ကိုတရားနဲ့မလာမျက်ရှိရင်ဒါပေမဲ့သူတို့ပုံစံကပုံမှန်မဟုတ်ဘူးကိုတရားဆိုဖာပေါ်မှာထိုင်နေတယ်သူမျက်လုံးတွေကမျက်တာမခတ်ပင်နဲ့ TV အလွတ်ပိတ်ထားတဲ့ TV ကိုပဲကြည့်ရဲသူရဲ့လက်ထဲမှာတနက်တလက်ကင်ထားပါတယ်အဖိုးအမွေကြံခဲ့တဲ့ရှေးဟောင်းတနက်ဖြစ်ပုံပဲပါဇက်ကတွတ်ရွတ်နေတာလာမရှာနဲ့သူတို့ခွဲစိတ်နေရဲ့မလာမြက်ကကြမ်းပြတ်ပေါ်မှာဒူးတုတ်ထိုင်နေသူရဲ့လက်ထဲမှာပုံရဲ့အယုံမလေးကိုပွေဖက်ပြီးတော့တချင်းဆိုတိတ်နေရဲ့အိပ်ပါတော့သမီးလေးရဲ့ဦးရမထွက်ခင်အိပ်ပါတော့ကိုတီဟမင်းတရားကိုတီဟနာပြင်းချင်းကတ်တယ်ကိုတီဟကျွန်တော်မင်းထင်မှာကိုမျိုးမြဲလွတ်လိုက်တာပါကိုတီဟလုံးဝမတုံ့ပြန်ဘူးသူတို့ကတက်ရှိလူသားရည်နဲ့မတူဘူးဝိညာဉ်ပူးကက်ခန္ဓာရတဲ့အယုတ်တွေလိုဖြစ်နေတာမေတော်ကမလမျက်ပခုံသားလေးထိတယ်အမသမီးရောပမာလဲမေတိုးလက်နဲ့ထိလိုက်တော့မေတိုးရဲ့စိတ်အာရုံကိုပုံရိပ်တွေဒလဟောဝင်လာတယ်မြင်ကွင်းမြို့နေနေထဲမှာဂျပန်စစ်ဘူတရှိကင်ထားပြီးတော့ပုံကိုဆွဲခေါ်သွားတယ်တဲရှူတောနဲ့တရဘုံကိုကျင်းဟောင်းတစ်ခုမေတိုးလက်ကိုချက်ချင်းပြန်ယုံလိုက်တယ်ဇာပုံမရှိတော့ဘူးကလေးကိုသူတို့ခေါ်သွားပြီးအိမ်ရဲ့အနောက်ဘက်တောရရဘုံကိုကျင်းဟောင်းနဲ့ခေါ်သွားတာအဲ့ဒါဆိုဒီမှာကြံခဲ့တာမင်းတဲစကားမဆုံးခင်မှာအိမ်ပေါ်ထက်စီကနေအတန်တန်ကြားတယ်လေးလက်နဲ့ခြေတံစစ်ဖက်နဲ့စီးထားတဲ့ခြေတံလေကားထိတ်စီကနေအောက်ကိုဆင်းလာနေတယ်ကိုတရားနဲ့မလှမြတ်တို့နှစ်ယောက်လုံးရုပ်တရက်အတန်တိတ်သွားတယ်သူတို့ဖြည်းဖြည်းချင်းလေကားဘက်ကိုကြည့်ရင်သူတို့မျက်နှာတွေကကြောင်ရွံ့မှုမဟုတ်ပါဘူးရိုသေလေးစားမှုဓမ္မမုံကြောက်လက်တကြားနာခံမှုပုံစံမျိုးတွေကိုတရားတနက်ကိုမောင်းတင်နေပြီးတော့တနက်ပြောင်းဝအောင်မင်းထင်စီကိုချိန်နေဧည့်သည်တွေကိုမကြိုစုံလို့တခင်ပြောတယ်ကိုတရားတန်မဟုတ်ဘူးအကွက်ယောက်ျားတစ်ယောက်ရဲ့အတန်မင်းတင်လက်မြောက်လိုက်တယ်မေတော်ငါနောက်မှာပဲနေလေကားထိတ်ကအမောင်ရိတ်ထိတ်ကနေပြီးတော့မှအရဲရှိလူတစ်ယောက်ပေါ်လာတယ်သူရဲ့မျက်နှာကိုမတွေ့ရပါမဲ့သူရဲ့လက်ထရဆာမူရိုင်းဓာတ်တစ်ချောင်းကတောက်ပနေပါတယ်တနက်တန်ကအဲခန်းကျဲထဲမှာပဲ့တင်ထက်သွားတာပါမေတော်မျက်လုံးစုံမိတ်ပြီးတော့အော်တယ်ဆရာဒါမဲ့ကြည်စမ်းမင်းတယ်မမှန်ပါဘူးမင်းတယ်ကတနက်မောင်းတင်တဲ့အတန်ကြားကလေးကနေပြီးတော့မှအသင်ပြင်ထားတယ်။သူကဘေးကိုလှိမ့်ဆောင်ပြီးတော့သူ့ရဲ့အိတ်ထဲကတန်းစင်နေရှိပလင်းကိုဖွင့်လိုက်ပြီးတော့ကိုတရားမျက်နှာကိုပတ်တယ်။ကိုတရားပြက်လိုက်တဲ့ကြည်စံမင်းတရဲ့ဘေးကနှစ်ယောက်ထိပြီးတော့အင်္ဂတေတွေလွှင့်စင်ကုန်နေပူရဲကိုတရားမျက်နှာကိုလက်နဲ့အုပ်ပြီးတော့အော်တယ်ပြီးတော့ဆိုဖာပေါ်လဲသွားတယ်။အဲ့ဒီရေစင်ထိရဲ့နေရာမှာတော့မီးလောင်ထားသလိုအငွေ့ရထွက်နေတာတနက်ကကြမ်းပြမောလွတ်တယ်။မေတော်မလှမြောက်ကြည့်ထားမင်းတရားအော်ပြီးတော့ကိုတရားစီကိုပြေးတယ်ပြီးတော့သူ့ကိုဖိချုပ်ထားတယ်ကိုတရားရဲ့အားကတာမန်လူတယောက်အားမဟုတ်ဘူးရုံးကနေကကျွဲရိုင်းတကောင်လိုပဲအဲ့ဒီအချိန်မှာလေကားထိတ်ကဆာမူရိုင်းကင်ထားတဲ့အရင်မဲကြီးကအောက်ကိုခုန်ဆင်းလာတယ်သူအမြေကြီးကိုခြေချလိုက်တာနဲ့အဲ့ဒီအရှိန်နဲ့အိမ်တစ်ခုလုံးတိတ်ကနေတုံသွားပါတယ်မိရမိန်ပြပြအောက်မှာသူ့ရဲ့မျက်နှာကိုမြင်လိုက်ရတယ်ပုတ်သွင်းနေတဲ့မျက်နှာမျက်လုံးတစ်ဖက်ကကြီးစံထိထားလို့အပေါက်ကြီးဖြစ်နေတာပါစက်မှာနှရွက်အထိစုပ်ပြေးလို့သူ့ရဲ့ဘိုက်မှာတော့ဟာရာကီရီလောက်ထားတဲ့ဓာတ်တရားကြီးကဟာလာဟင်းလင်းဒါဘုံမူကြီးတာနာကာရဲ့ဝိညာဉ်ခိစမတာနာကာဓာတ်အောင်မြောက်ပြီးတော့မင်းထင်စီကိုအော်ဟစ်ဆဲဆိုပြီးပြေးလာပါတယ်မင်းတရားကိုတီဟာကိုချုပ်ထားရင်းနဲ့မလှုပ်နိုင်ဘူးဆရာရှောင်းမေတော့သူ့လည်းမရဆွဲကြိုးဖြုတ်ပြီးတော့တာနာကာရဲ့ရှုပ်ပြစ်တယ်အဲ့ဒါကရှီဟောင်းအင်းကွက်ပါတဲ့ငွေဆွဲပြားရှက်ဆန်ဓာတ်ချက်ကမင်းတုံမထီပဲနဲ့လေထဲမှာတစုံတရာရိုက်မိတယ်လို့ပြန်ကန်ထွက်တယ်မေသွန်းဖန်တီးလိုက်တဲ့စိတ်ဆွဲရဲ့အကာအကွယ်ကြောင့်ပါတာနာကာဒေါသတကြီးနဲ့မေသွန်းပတ်လိုက်တယ်မိန်းကလေးမင်းငေါ့တားကြတာလားမေသွန်းကကြောက်တယ်ဆိုပေမဲ့မျက်လုံးချင်းဆိုင်ကြည့်တယ်ဒီမိသားစုလွတ်ပေးလိုက်ပါခမရတို့သိရကြပြီဘာလို့အပြစ်မဲ့တဲ့သူတွေကိုဒုက္ခပေးနေရလဲတာနာကာရက်ဆက်စွာပြုံးနေသူတို့ကငါရဲ့စမ်းသပ်မှုအသစ်တွေအထူးသဖြင့်ဟိုကလေးမလေးသူရဲ့ခန္ဓာကိုယ်ပြီးပြည့်စုံနေတတိထားမင်းထင်ကအခွင့်ကောင်းယူပြီးတော့သူ့ရဲ့အိတ်ကက်ထရာရှေးဟောင်းဓမြောင်ကိုဆွဲထုတ်တယ်အဲ့ဒီဓာကမကောင်းဆိုးဝါးတွေနှိမ့်နေတဲ့နေရာမှာသုံးနေထားသူကကိုတီဟာရဲ့နှစ်ဖူးတက်တဲ့ကိုဓာလက်ကယုံနဲ့ထောက်တယ်ထွက်သွားစမ်းမင်းထင်ကဂါရာတပုတ်ရွတ်ပါတယ်ကိုတီဟာရဲ့ခန္ဓာကိုယ်ကြီးကလိန်ဖဲသွားပြီးတော့ပါဇက်ကအမဲရောင်အရေးပြစ်ချွဲအန်ထွက်တယ်ကိုတရားစီကနေပြီးတော့မဲနဲ့တဲ့အခွင့်အရေးတစ်ခုထွက်သွားပြီးတော့လေလေးပြောက်သွားပါတယ်ကိုတရားတယောက်တတိလက်ပြီးငြိမ်သွားတယ်ကိုတီဟမလာမြက်ကလည်းတတိပြန်ပြီးတော့လဲလာတယ်မျက်လုံးတွေကြည့်လဲလာတယ်
ကျမဘာဖြစ်တာလဲသမီးလေးရောမလာမြတ်စိတ်ကိုတည်တည်ငြိမ်ထားပါမင်းတရားမတက်ရက်ပြီးတော့တာနာကာရှေ့နေအောင်ကြည့်ရင်တာနာကာမရှိတော့ဘူးဒါပေမဲ့အိမ်ရဲ့အနောက်ဘက်တကားပေါက်ကပွင့်ဟပြီးတော့အပြင်ဘက်ထင်းရှူတောစီကိုဥတီထားတဲ့ခြေရာတွေတွေ့တယ်သူထွက်ပြေးရမဟုတ်ဘူးမင်းတရားအသက်ပြင်းပြင်းရှူတယ်သူကျွန်တော်တို့စိန်ခေါ်လိုက်တာသူရဲ့ပိုင်နက်စီကိုလာခဲ့တဲ့ပုံကိုသူတို့ခေါ်သွားတာလားမလာမြန်ကိုယိုပြီးတော့မီးပါတယ်ဟုတ်တယ်မသူတို့ပုံကိုဘုံကိုကျင်းဟောင်းတွေကိုခေါ်သွားတယ်မေတော်မလာမြောင်ဆွဲထူတယ်ဒါပေမဲ့စိတ်မပူပါနဲ့ကျမအာယုံခံပြီးတလောက်ကလေးကအသက်ရှိပါသေးတယ်ကျွန်တော်ခုချက်ချင်လိုက်သွားမှဖြစ်မယ်မင်းတရားသူ့ရဲ့အိတ်ကိုလွယ်တယ်ဒါပေမဲ့အဲ့ဒီဘုံကိုကျင်းရတာမှမဟုတ်ပါဘူးသူတို့ရဲ့အားအကြီးဆုံးနေရာကျွန်တော်တို့ပြင်ဆင်ပြီးသွားမှဖြစ်မယ်မင်းတရားကားစီကိုပြေးသွားပြီးတော့ကားနောက်ဖုံနေရတက်တာရှိတလုံးရှူတယ်တက်တာထဲမှာမီးတုပ်တွေကျိုးခွေတွေစားအိတ်တွေနဲ့ဂျပန်ခစ်လက်ပစ်ဘုံဟောင်းတစ်လုံးသူ့တေသနာလုံရင်ရထားတာတွေပါဝင်ပါတယ်မင်းတော့မင်းအစင်းသက်ဖြစ်ပြီလားဖြစ်ပါပြီဆရာကိုတရားခမောင်းလိုက်နိုင်မလားကိုတရားအားနေပေမဲ့သမီးအတွက်ဆိုရဲစိတ်နဲ့ထရက်တယ်လိုက်မယ်ကျွန်တော်သမီးအတွက်ဆိုရင်ကျွန်တော်ငရဲမကလို့ငရဲမင်းနဲ့ဆိုလဲချရမှာပဲသူတို့လေးယောက်သားမျိုးနဲ့ဖုံးလွှမ်းနေတဲ့အမောင်တို့ကြားရထဲရှူတုံးနဲ့ထဲကိုတုံးဝင်ဖို့ရန်ပြင်ဆင်ခဲ့ကြပါတယ်အဲ့ဒီတောအုပ်ထဲမှာအမတ်404စံသက်ခန်းဆိုတာကနှစ်ပေါင်း80ကြာပြီးရနောက်ပထမဦးဆုံးချိန်ဧည့်သည်တွေကိုကြိုဆိုဖို့တကားဖွင့်ထားပါတယ်ည7နာရီအိမ်ကြီးရဲ့အနောက်ဘက်ထင်းရှူတောအုပ်ကနေကင်းဘက်မှာတော့မှလူဝင်ရဲတဲ့နေရာမဟုတ်ပါဘူးသူတို့ညချိန်မျိုးနဲ့ဖုံးလွှမ်းနေတဲ့အချိန်မှာဒီနေရာလူလောကနဲ့ငရဲပုံကြားရနေဆက်မြင်းတစ်ခုလိုပဲခြေလက်တွေကိုတတိထားမြေကြီးကချော့တယ်ဆရာမင်းထရရှေ့ဆုံးကနေပြီးတော့မှဓမီထိုးပြီးတော့လမ်းပြပါတယ်သူရဲ့နောက်ကမေတော့ကိုတီဟာနဲ့မလှမြတ်တို့တန်းစီပြီးတော့လိုက်ပါတယ်သူတို့တောရဲကိုပေး100လောက်ဝင်မိပြီဆိုတာနဲ့ပတ်ဝန်းကျင်ချင်းနေပြောင်းသွားတယ်လေငိန်သွားတယ်ပရစ်အော်တန်ငှက်အော်ရတန်တွေတိတ်သွားပါတယ်အစားထိုးဝင်ရောက်လာတာကအနက်ဆိုးစွတ်နေတဲ့မြေကြီးနဲ့မဟုတ်ပေနဲ့ကြာရှိခံစေးစိန်ထားတဲ့အသားပုံနှံ့လိုအနံ့ဆိုးဆရာကျမခြေထောက်အောက်မှာတမျိုးကြီးမေသွန်းရက်လိုက်တယ်မြေကြီးကိုနင်းရတာမဟုတ်ဘူးပျော်စီစီနဲ့တခုခုနင်းနေရတယ်လို့ပဲမင်းတင်တမီးကိုအောက်ဆိုင်ကြည့်လိုက်တယ်မြေကြီးကရှွတ်နေတယ်ဒါပေမဲ့တေချာကြည့်တော့ရှွတ်နေကြတယ်မှာအဖြူရောင်အစအနာတွေလက်ချောင်းရိုးတွေနံရိုးတွေသွားတွေသူတို့ရှောက်နေတဲ့လမ်းကြောင်းတစ်ခုလုံးကြောက်ခဲတွေခင်းထားတာမဟုတ်ပဲနဲ့လူရိုးတွေခင်းထားတဲ့လမ်းအိုးဖျားမလာမြတ်ပါစက်ကြီးအုပ်ပြီးတော့အော်တယ်မလက်နဲ့ဒါအယိုးကောင်းလမ်းမကြီးပဲမင်းတဲ့တင်းငိမ်စွာနဲ့ပြောတယ်ဂျပန်ခေတ်တုန်းကဒီဘုံခိုခြင်းကိုတူးဖို့အတွက်အတ္တမလုံအားပေးအခေါ်ခံရတဲ့ရွာသားတွေအကျဉ်းသားတွေသူတို့တည်ဒီလမ်းမှာပဲမြုပ်ပြီးတော့လမ်းခင်းခဲ့ကြတာကဲပါရှေ့တစ်ခွက်လောက်လေရနေပြီးတော့မှတိုးတိုးလေးညီးတွားတန်ပေါ်လာပါတယ်ထဲရှုပင်ရဲ့နောက်ကွယ်ကနေအရိပ်မဲမဲတွေပေါ်လာတယ်ပိန်လီပြီးတော့အယိုးပေါ်အရေးတင်နေတဲ့သူတွေအဝတ်စားတွေစုပ်ပြက်နေရဲ့မျက်လုံးတွေကခြိုက်ဝင်နေကြတယ်သူတို့ကရန်လိုတဲ့ပုံမဟုတ်ဘူးဒုက္ခရောက်တဲ့ပုံလေးရှေးပေးပါအရေးတစ်ခုကမလှမြရဲ့ခြေထောက်လာဖတ်တယ်မလှမြလန့်ပြီးတော့ကန်ထုတ်လိုက်တယ်မလုံနဲ့အမသူတို့မကန်ပါနဲ့မေတော့မလှမြကိုတားတယ်သူတို့ရန်သူမဟုတ်ဘူးတားကောင်နေသူတို့နာကျင်နေကြတာမေတော့ကဒူးထောက်ပြီးတော့သူ့ရဲ့လေပင်ကဆွဲကြိုးဖြုတ်တယ်လောက်ချီပြီးတော့မြစ်တာပို့သားလိုက်တယ်အသေးဝင်နေရတဲ့တော်အပေါင်းတို့ကျွတ်လွတ်ကြပါစေသင်တို့ရဲ့ဝတ်ကြွေးတွေကုန်ပါစေမေတော့ရဲ့မြစ်တာပို့တန်ကြတော့အရိပ်မဲတွေငြိမ်သွားတယ်သူတို့မျက်နှာတွေမှာဒေါသတွေလျှော့ပြီးတော့ဝမ်းနည်းမှုတွေအစားထိုးလာတယ်တပြေးပြေးနဲ့သူတို့တွေမြူခိုးတွေကြားရပြန်ပြောက်သွားကြတယ်သွားကြစို့သူတို့လမ်းဖယ်ပေးပြီးမေတော့မောဟိုက်စွာနဲ့ပြန်ထားတယ်ဝင်းညင်နေနဲ့ဆက်သွယ်ရတာသူစွမ်းအင်းကိုတော်တော်လေးကုန်ခန်းစေရပါသူတို့တွေကဆက်ပြီးတော့ရှောက်တယ်မိနစ်20လောက်ကြာတော့တောင်ကုန်းတစ်ခုရဲ့ခြေရင်းကိုရှောက်တယ်အဲ့ဒါကြီးမားတဲ့ကွန်ကရစ်တကားပေါက်ကြီးတစ်ခုကိုသူတို့တွေ့ရပါတယ်တကားပေါက်ကမြေကြီးရဲ့ကိုထိုးဝင်ရောက်ပြီးရနောက်တော့အိုမဲလိုက်ကဝမ်းကားပေါက်ကြီးတကယ်ရွက်တရားနေပြီးတော့မှတမ်မဏိနဲ့လှုပ်ထားပြီးတော့တန်ကြီးတွေတက်နေတယ်တကားဝါရဲ့ဘေးမှာဂျပန်စာရီရေးထားတဲ့စိုင်းပေါ်ဟာတွေတခုလဲကျနေတယ်မင်းထင်ကဓမီနဲ့ထိုးကြည့်ပြီးတော့ဖတ်တယ်အမတ်404ဇီဝလက်နက်စံတခန်းဝင်ခွင့်မပြုသေးတယ်ရှောက်ပြီးဒီနေရာမေးမင်းတရားအိတ်ထဲကနေလက်ပြပုံနဲ့ဓမြောင်ကိုစစ်ဆေးတယ်အထက်မှာဘာနဲ့တွေ့မလဲမသိဘူးကိုတရားခမည်းနောက်ကနေပြီးတော့မလှမြတ်ကိုကာကွယ်ထားမေတော့မင်းငါဘေးကနေမခွာနဲ့
သူတို့ဥမင်ပေါက်သေးကိုဝင်ဖို့ပြန်လိုက်တဲ့အချိန်မှာထဲကနေပြီးတော့အတန်တစ်ခုပဲ့တင်ထက်ပြီးတော့ပေါ်လာတယ်ဖေဖေမေမေကဲပါအောင်ပုံပုံမလမြအော်ပြီးတော့အခန်းထဲကိုပြေးတယ်မလမြနေအောင်ကိုတီကလိုက်ဆွဲပေမဲ့မမီပါဘူးမလမြအမောင်ထဲကိုပြေးဝင်ပြရတဲ့တခါတည်းဆိုသလိုဥမင်ဝင်ပေါက်ဝကြီးကတန်မဏိတကားကြီးကသူ့လိုပြန်ပိတ်သွားပါတယ်မြင်ဝင်ကြမင်းတဲ့အော်ပြီးတော့ပိတ်ခါနေတကားကြားတွေကိုပြစ်သွင်းလိုက်တယ်မေသွန်းနဲ့ကိုတီဟာလည်းနောက်ကနေတိုင်ပင်ထိုးဝင်တယ်တကားကြီးကဒုံးကနေပိတ်သွားပါတယ်သူတို့၄ယောက်စလုံးမြေအောက်ကဘာရဲ့အမောင်တုထဲမှာပိတ်မိသွားကြတယ်အပြင်ဘက်ကလေတိုက်တန်တွေပျောက်သွားတယ်အစားထိုးကြားလိုက်ရတာကဆက်ရှမ်းနေရလေပတ်သက်နေလျက်စစ်စီးရဲ့အတန်နေလူပေါင်းများစွာရဲ့အော်တန်နေကျိုးဆိုပါတယ်စသက်ခမကျိုးဆိုပါတယ်စပီကာဟောင်းတစ်လုံးစီအတန်ထွက်လာပါတယ်ဦးမယ်လိုင်ကောင်ကနေပြီးတော့မှမီးချောင်းတွေကဖလက်ဖလက်နဲ့တစ်ချောင်းပြီးတစ်ချောင်းလဲလာတယ်သူတို့သွားရမှန်လို့ပြသနေတယ်ရှည်လျားတဲ့ကွန်ကရစ်စင်းကျက်လမ်းမကြီးတိုင်းသူတို့၄ယောက်ရှောက်လာကြတယ်မျက်နှာကျက်ကမီးချောင်းတွေကအလုံးလုံးနေတော့မယ်ဆိုပေမဲ့ဘိုးအားမငြိမ်လို့မီးရောင်ကစိမ့်ဖန်ဖန်ဖြစ်နေတာလေတူကအေးဆက်လွန်လွန်အသက်ရှူလိုက်တိုင်းနှာခေါင်းပေါက်ထဲမှာအငွေ့ရထွက်တယ်အနက်ပိုပြင်းလာတယ်ဆရာမင်းထရနှာခေါင်းကိုလက်ကင်ပေါ်ကနေအုပ်တယ်ဖော်မလင်စိတ်ရင်နှံကမျက်လုံးတွေဆက်ဖြင်းလာတဲ့အထိပြင်းထန်တယ်ဘယ်ဘက်ကိုသွားရမှာမေတုံးကမျက်လုံးစုံမိတ်ပြီးတော့လမ်းပြတယ်သူရဲ့အာယုံထဲမှာမြင်ရတာကကွန်ကရစ်လမ်းမဟုတ်ပါဘူးသူတွေစီးစင်းနေတဲ့မျက်တစင်းအတိုင်းရှောက်ရတယ်လို့ခံစားနေရတယ်သူတို့အခန်းကျိန်တစ်ခုတည်းကိုရှောက်တယ်အခန်းထဲမှာနေရကတ်စန်ကြီးတွေအပြည့်စင်ပေါ်မှာဖန်ပလင်းကြီးတွေစီတန်းထားတယ်ပလင်းထဲမှာစိမ့်ဝဝအရေးတွေကဖြည့်ထားပြီးတော့သစုံတရာစိမ့်ထားပါတယ်ဒါတွေကကိုတီးကတက်မိနဲ့ပလင်းတွေကိုထိုးကြည့်တယ်တရိတ်ဆန်နေမဟုတ်ဘူးလူခန္ဓာကိုယ်အစိတ်ပိုင်းနေနှလုံးနေအုံနောက်တိမ်မျက်လုံးနေပြီးတော့တတိသားလောင်းနေအစုံစုံကပလိန်တစ်လုံးထဲမှာလူကောင်းပြက်တစ်လုံးကိုစိန်ထားတယ်အဲ့ဒီလူကောင်းကြီးကမျက်လုံးပွင့်ပြီးသူတို့ကြည့်နေတယ်လို့ပဲအကိုဟိုဘက်ကိုကြည့်မလမျက်လက်ညှိုးထိုးတယ်အခန်းရဲ့လယ်မှာခွဲစိတ်ကတင်တစ်လုံးဂရင်ပေါ်မှာလူတစ်ယောက်မဟုတ်ဘူးလူမဟုတ်ဘူးအစိတ်ပိုင်းတွေပြန်ဆက်ထားတဲ့အယုတ်တယုတ်ပုံလာမျက်ဂရင်စီကိုပြေးတယ်မသွားနဲ့မလာမျက်မင်းထရအော်တားပဲမရဘူးမလာမျက်ဂရင်နာရောက်တော့ဂရင်ပေါ်အယုတ်ကဝုန်းကနေထထိုင်နေအဲ့ဒါပုံမဟုတ်ဘူးပုံရဲ့အဝတ်စားတွေဝတ်ထားတဲ့ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်ခေါင်းကခွေးကောင်းကိုရဲ့ခေါင်းနဲ့တူတဲ့ခေါင်းပြက်ကိုတက်ထားတာအကောင်ရဲ့မလာမျက်လေပြီးလှမ်းညစ်တယ်လှမျက်ကိုတီးကတန်တုတ်တစ်ချောင်းလမ်းမှာကောက်ရထားတဲ့တန်တုတ်ကိုကန်ပြီးတော့ဝင်ရိုက်တယ်အကောင်ရရိုင်းသွားပေမဲ့မလဲဘူးသူကကိုတီဟကိုလက်ပြန်ရိုက်ထုံလိုက်တော့ကိုတီဟဖန်ပလင်းစင်နေပေါ်လွှင့်ကျသွားတယ်ဖန်ပလင်းတွေကွဲကုန်ပြီးတော့ဖော်မလင်ရှည်တွေအသားစာတွေကျန်းပြင်းပေါ်ပြန့်ကျဲကုန်တယ်မေသုံးစားနှစ်ပတ်မင်းတင်အော်ပြောပြီးတော့သူ့ရဲ့လက်ထဲကဓမြောင်ကိုဆွဲထုတ်လိုက်ပါတယ်မေသုံးကတော့အိတ်ထဲကနေပြီးတော့မှတိတ်ထိတန်တာတဲ့စားတွေကိုလက်နဲ့နိုင်အကောင်ကြီးစီကိုပတ်တယ်စားတည့်ရဲ့နေရာတွေမှာမီးလောင်တယ်လို့ရှဲကနေမြည်ပြီးတော့ခိုးတွေထွက်လာတာအကောင်ရဲ့နာကျင်စွာအော်ပြီးတော့အနောက်ဆုတ်ပါတယ်ပြေးအရှိကိုဆက်ပြေးမင်းထရာကိုတီဟာနဲ့မလမြောက်တွန်းနေသူတို့အခန်းထဲကနေပြီးတော့ထွက်ပြေးပြီးတော့နောက်ထပ်စင်းကြံလန်းတစ်ခုရောက်တယ်အားလုံးကအမောတွေဖောက်နေကြပြီသမီးလေးဒီခန်းထဲမှာမရှိဘူးမလမြက်ကငိုနေတာမရှိဘူးအမကလေးကပိုနဲ့တဲ့နေရာမှာဖြစ်နိုင်နေမေတော့နေရောက်လက်နဲ့ထောက်ပြီးအာယုံခံတော့ပူတယ်အယမ်းပူတယ်မီးစက်ကြီးမီးရွှေ့နေရမီးတကြိုဆက်လာမင်းတင်မျက်နှာပြတ်သွားတယ်ဂျပန်ခေတ်တုန်းကစမ်းသက်ပြီးတော့တည်သွားတဲ့သူတွေကိုမီးရှို့ဖျောက်ဖျက်တဲ့မီးပိုကြီးအဲ့ဒီနေရာကဒီမြေအောက်ခံရဲ့အနှက်ဆိုင်ဆုံးနဲ့အဆိုးဝါးဆုံးနေရာပုံအဲ့ဒီကိုခေါ်သွားတာလားဟုတ်တယ်သူတို့ကလေးကိုရစ်ပူစုံမလို့မေသွန်းပြောလိုက်တဲ့အခါမှာဇင်းကြံလက်ရဲ့အစုံမှာအနီအောင်မီးရောက်တစ်ခုလင်းလာတယ်ပြီးတော့တန်တကားတစ်ချက်ပွင့်သွားတဲ့အတန်တကားပွင့်သွားတဲ့နေရာကနေအပူငွေ့တွေလှိုက်ကနေထွက်တယ်အဲ့ဒီအပူငွေ့နဲ့အတူရင်းနှီးရဲ့အတန်တန်ပေါ်တယ်ဖေမေသမီးကိုကေပါပူတယ်အဲ့ဒါပုံရဲ့အတန်ဒါပေမဲ့ဒီခါအတန်ဝိညာဉ်အတန်မဟုတ်ဘူးတကယ်လူသားတစ်ယောက်ရဲ့ကြောက်လန့်တဲ့ကြားအော်တန်သမီးကိုတရားနဲ့မလာမြအရှိကိုပြေးကြတယ်မင်းတေသူတို့တောင်းမရတော့ဘူးအထဲမှာအကောင်ကြီးရှိတယ်မေသုံးကမင်းတေကိုတတိပေးတယ်ငါတို့ရှင်ဆိုင်ရတော့မေသုံးမင်းတေကလက်ပြပုံထုတ်ပြီးတော့မှပင်ကိုကင်ထားပါတယ်အစုံသက်တိုက်ပွဲကိုရှောက်ပါပြီမီးလောက်တန်ရမုံတိုင်းတစ်ခုလုံးစူညံနေပါတယ်သူတို့လျောက်ခန်းထဲဝင်လိုက်တာနဲ့အပူရှရမျက်နှာဟက်ကနေလာရှိုက်တယ်
အခန်းကတော့ဘောလုံးကွင်းတဝက်လောက်ကျဲပြီးတော့အလဲတက်မှာကြီးမားလာတဲ့မီးတကြိုဆက်ကြီးရှိတယ်။တကြိုဆက်ရဲ့တကားဝရဟာလာဟင်းလင်းကြီးပွင့်ပြီးတော့အထက်ကမီးတောက်တရငရဲမီးလိုหนีရဲပြီးတော့တောက်လောင်နေတာပုံမလမြတ်အော်ပါတယ်မိဘဝါရရှိမှာတမဏိကတင်တစ်လုံးရှိတယ်အဲ့ဒီကတင်ပေါ်မှာပုံကိုကျိုးတွေနဲ့ခြိထားတယ်ပုံကမေ့နေရမဟုတ်ဘူးမျက်လုံးတွေပြူးကျပြီးတော့ကြောက်လုံးလုံးအတန်တောင်မထွက်ပဲနဲ့ငိုနေရကတင်ကတော့မိဘကိုဝင်မဲ့တန်လန်းပေါ်မှာတင်လာတာဖေမမေပုံကမိဘတွေတွေ့တော့အာကိုတကြီးអော်တယ်တမီးကိုလွတ်စမ်းကိုတီးကတန်တော့ကိုဝင့်ရံပြီးအရှိတိုးတော့ရှက်လိုက်အတန်အော်ကြီးတစ်ခုပေါ်လာတာမိဘနှစ်ပရအမောင်ရိပ်ထဲကနေပြီးတော့မှဘုံမူကြီးတာနာကာထွက်လာပါတယ်ဒီတစ်ခါသူတယောက်တည်းမဟုတ်ဘူးသူ့ရဲ့ပရမျက်နှာမပါဘဲနဲ့မီးလောင်ထားတဲ့ခန္ဓာကိုယ်တွေနဲ့ဂျပန်စစ်သားဝင်းကြီး10ကောင်လောက်ပါပါတယ်မင်းတို့နောက်ကျသွားပြီစမ်းသပ်မှုအောင်မြင်ဖို့ကလေးရဲ့သွေးလိုအပ်တယ်တာနာကာလက်ကိုဝင့်ရံလိုက်တယ်တိုက်ခိုက်စမ်းစစ်သားဝင်းကြီးနေရာလေထဲမှာပြန်ဝဲပြီးတော့မှကိုတီဟတ်နဲ့မလာမျက်စိကိုတိုးလာပါတယ်မင်းတို့အကာအကွယ်လို့မင်းထက်អော်တယ်မင်းတို့ကမျက်လုံးမိတ်လက်နှစ်ဖက်ဆင့်တန်းပြီးတော့ပါဇက်ကရှော့ဖတ်တယ်ရွှေရောင်လင်းတက်တစ်ခုသူတို့ရှိရနေအကာအကွယ်လို့ပေါ်လာပါတယ်ဝိညာဉ်တွေကလင်းတက်တိုက်မိပြီးတော့ရှဲကနေလွှင်းဆန်ကုန်တာကိုတီဟာခမရတို့သမီးစီကိုပြေးကျွန်တော်ဒီကောင်တွေကိုထိန်းထားမယ်မင်းထရဓမြောင်ဆွဲထုတ်ပြီးတော့အရှိထွက်တယ်တာနကမင်းချိန်ကုန်ပြီမင်းထဓမြောင်နဲ့စစ်သားဝိညာဉ်တကောင်ထိုးဆိုင်လိုက်တယ်ဝိညာဉ်ကမိခိုးဖြစ်နေပြောင်းပြီးတော့မှပျောက်ကွယ်သွားခဲ့ပါတယ်ကိုတီးယားနဲ့မလမြက်ကဝိညာဉ်နေကြားရနေပြီးတော့မှအတင်းတိုးပြီးတော့ပုံရှိရကရင်စီကိုပြေးတယ်။ဒါပေမဲ့တာနာကရက်ဆက်စွာပြုံးနေ။သူကမိဘနဲ့ပြရမောင်းတန်တစ်ခုဆွဲချလိုက်တယ်။တန်လန်းနေစားတင်လေပတ်လာတယ်။ပုံတင်ထားတဲ့ကရင်ကမီးဟုံးဟုံးတောက်တဲ့မိဘဝါစီကိုတဖြည်းဖြည်းချင်းရွေ့သွားပါတယ်။မလောက်နဲ့။လမ်းမြအော်ပြီးတော့ကရင်ကိုလှမ်းဆွဲတယ်။ဒါမဲ့ကရင်ကတန်လန်းပေါ်မှာဆိုတော့လူအားနဲ့ဆွဲမရဘူး။စိတ်ရနေရတရွေ့ရွေ့ဆွဲယူနေတာ။ကိုတီးကကူပါအောင်။သမီးမီးရဲဝင်တော့မယ်ကိုတီးကကတင်ဘိန်းတွေကိုဆွဲထားပေမဲ့မရဘူးအပူရှင်ကအရန်ပြင်းနေပုံရဲ့စပင်နေတာအပူကြောင့်မို့တွန့်လာပါတယ်ဖေပူရဲဖေအဲ့ဒီအချိန်မှာတာနာကာကမင်းထင်ကိုဓာတ်နဲ့ခုတ်ဖို့ရွယ်တယ်မင်းထင်ရရှောင်းလိုက်ပေမဲ့ခြေခောက်လဲတယ်ဓာတ်ချက်ကမင်းထင်ပခုံးရှက်ထိသွားတယ်သွေးတွေပန်းထွက်လာတယ်ဆရာမင်းတော့អော်လိုက်တယ်တာနာကာမင်းထင်ရဲ့လေဘယ်ကိုဓာတ်နဲ့ရွယ်တယ်မင်းကအရှင်သိရမှာမင်းထရနာကျင်ရဲ့ကြားရပြုံးနေငါသိရင်သိပါစေမင်းတို့အပါခေါ်သွားမယ်မင်းထရသူ့ရဲ့လက်ထရလက်ပစ်ပုံဆွဲထုတ်တယ်ဒါပေမဲ့ तू ကတာနာကာကိုပြစ်ဖို့ရွှေတာမဟုတ်ဘူး तू ကပုံကိုဆွဲယူနေတဲ့စက်ရနေရရဲ့အမောင်းတန်စီကိုပြစ်ဖို့ရွှေလိုက်တာပါကိုတီးကခေါင်းငုတ်ထားမင်းထရလက်ပစ်ပုံနဲ့ပင်ကိုနှုတ်လိုက်ပါတယ်သွားစမ်းမင်းထလက်ပစ်ပုံကိုစက္ကန့်နဲ့အားကုန်ပြစ်ထည့်လိုက်ပါတယ်နာဂတာမျက်လုံးပြူးသွားတယ်။အဲ့ဒီအချိန်မှာတော့ပောက်ကွဲတန်ကြီးကမြောက်ခိုင်းတစ်ခုလုံးကိုတုံခါသွားစေပါတယ်။မိခိုးတွေတန်စားတွေလွှင့်စင်ကုန်နေပုံဆွဲထားတဲ့တန်လန်းကြီးကလည်းရှက်သွားပါတယ်။စိတ်ရနေရပြက်စီးပြီးတော့မိဖို့တကားဝုန်းကနေပြုတ်ကြလို့မိပေါင်းဝပိတ်မိသွားတယ်။သမီးလေးမလာမြတ်ကမိခိုးတွေကြားရပုံကိုအတင်းဝင်ဆွဲတယ်။ကျိုးတွေကိုဖြီးတယ်။ရှားပြီသမီးလွတ်ပြီကိုတီးကသမီးကိုပွေ့ချီပြီးတော့ရင်ခွင်နဲ့ထည့်ထားပါတယ်ဒါပေမဲ့ဆက်လက်မပြီးသေးဘူးပောက်ကွဲမှုတွေကြောင့်ဒေါသတွေအထွတ်ထိပ်ရောက်နေတဲ့တာနာကာကသူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုထုတ်သုံးနေသူခန္ဓာကိုယ်ကြီးကကြီးလာတယ်မျက်နှာပူပြီးတော့ပျက်စီးသွားတယ်အဆွဲတွေပါထွက်လာပါတယ်ငါရဲ့စက်ယုံကိုဖျက်ဆီးရပေါ့မင်းနဲ့အလုံးဒီမီးဖို့တွေမှာပြာဖြစ်စေရမယ်တာနာကာကလက်နှစ်ဖက်ကိုမြှောက်တယ်အခန်းတစ်ခုလုံးမီးတောက်တရသူ့ရဲ့အမိန့်ကိုနာခံတယ်လို့လေထဲမှာဝေးပြန်နေတာမင်းတင်တို့အုပ်စုဝိုင်းထားတယ်ထွက်ပေါက်တော့ပိတ်သွားပါပြီမင်းတော့မင်းလက်ရောက်ပြီမင်းတင်တန်းရောင်လက်နဲ့ဖိပြီးអော်တယ်မင်းရဲ့စိတ်ဆွမ်းအားနဲ့သူ့ရဲ့မညံထဲဝင်ပြီးတော့ဖြက်စီးပြစ်မင်းတော့ခေါင်းငိတ်လိုက်တယ်သူမျက်စိကိုမိတ်ပြီးတော့တာနာကာရဲ့ဝိညာဉ်စီကိုစိတ်ချင်းဆက်သွဲတယ်ငါမင်းတိတ်ကိုမြင်နေတာနာကာမင်းတော့အာကနေအော်ပြရနဲ့တခါတည်းသူ့ရဲ့ခန္ဓာကိုတောင့်တင်းသွားတယ်မျက်ဖြူလန်းသွားတယ်သူရဲ့စိတ်ဝိညာဉ်ကလက်ရှိကာလမြောက်ခန်းတွေကနေလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်1945ခုနှစ်စီကိုလွတ်လွတ်သွားခဲ့ပါတယ်1945ခုနှစ်မတ်လမေမြို့တနေရာမှာပါအမတ်404မြေအောက်စံသက်ခန်းမေတော်မြင်နေရတဲ့မြင်ကွင်းကအဖြူမဲဖြစ်ပါတယ်အပြစ်မှဘုံတန်နေတနက်တန်နေကြားနေရတယ်မဟာမိတ်တွေမေမြို့ဝင်လာတယ်
မြေရောက်ခန်းနဲ့မှာတော့ပုံမှုကြီးတာနာကာဒေါသတကြီးလှောက်ရှားနေတယ်သူကစပွဲပေါ်ကမှတ်တမ်းစာအုပ်ကိုမီးရှို့တယ်စုပ်ခွာကိုမရှိဘူးဧကရစ်မင်းမြတ်အတွက်ဒီလျှို့ဝှက်ချက်တွေကိုကာကွယ်ရမယ်တာနာကာကအခန်းထဲမှာရှိနေတဲ့သူနာပြုဆရာမတွေနဲ့လက်အောက်ငယ်သားဆက်သားတွေကိုတန်းစီခိုင်းနေသူနာပြုတွေကငိုတယ်မလောက်ပါနဲ့ပုံမှုရဲ့ကျမတို့အိမ်ပြန်ကျမတယ်တာနာကာသူ့ရဲ့ဆာမူရိုင်းတောင်ကိုဆွဲထုတ်တယ်ငါတို့ဝိညာဉ်တွေကဒီနေရာကိုထာဝရဆောင်းရှောက်ပါမယ်တာနာကာရရဆက်ဆက်သူနာပြုတွေရဲ့လေဘို့ဓာတ်နဲ့ဖြတ်တယ်သွေးတွေကပန်းထွက်ပြီးတော့တာနာကာရဲ့ဓာတ်ပေါ်စီးကြလို့ထူးဆန်းတာဓာတ်ကသွေးတွေကိုစုပ်ယူနေတယ်လို့ဓာတ်သွားအနီအောင်တောက်လာတယ်နောက်ဆုံးတာနာကာဂျပန်ရိုးရာအတိုင်းဒူးထောက်ထိုင်းနေသူ့ရဲ့ဓာတ်ကိုဘိုက်ထဲကိုထိုးဆိုင်ဖို့ပြန်တယ်ဒါပေမဲ့တာမန်ဟာရာကီရီလောက်တာမဟုတ်ပါဘူးသူမနဲ့တခုကိုရွတ်တယ်ငါ့ရဲ့မုံတရားငါဤသွေးငါဤဓာတ်မှာကိန်းအောင်စေဘသူကိုမှအဝဲမခံနဲ့ဘသူကိုမှအထွက်မခံနဲ့တာနာကာကဓာတ်နဲ့သူ့ဘိုက်ကိုထိုးဆိုင်လိုက်တယ်သွေးတွေကျမ်းပေါ်မကြဘဲနဲ့ဓာတ်စီကိုပဲစီးဝင်နေသူတည်သွားတဲ့အချိန်မှာသူ့ဝိညာဉ်အပြင်ကိုထွက်မသွားပါဘူးအဲ့ဒီဓာတ်ထဲကိုစီးဝင်သွားတာမေတော့တင်းတင်းရှားရှားမြင်တယ်ဓာတ်အဲ့ဒါသူ့ရဲ့အသက်ပဲမေတော့စိတ်ထရအော်တယ်ထာဆန်မေတော့မင်းတယ်မေတော့လှုပ်နိုးတယ်ပတ်ဝန်းကျင်မှာမီးရဝိုင်းနေပြီးတာနာကာကသူတို့စီကိုခြေလန်းကျဲတွေနဲ့ရှောက်လာတယ်သူ့ရဲ့လက်ထဲမှာအနီရောက်တောက်တဲ့ဓာတ်ကိုင်ထားတယ်တေကြဆန်းတာနာကာဓာတ်ကိုမြောက်ပြီးမင်းတယ်ကိုခုတ်တယ်ကိုတီဟာကဘေးနာတန်တုံးနဲ့ဝင်ရိုက်တယ်တန်တုတ်ကချွင်းကနေပြတ်ထွက်သွားပါတယ်ကိုတီကလွင့်ပြီးနေရနဲ့စောင်းမိတယ်အကိုမလှမြတ်အော်တယ်တာနာကာမင်းတယ်ကိုခြေထောက်နဲ့ကန်နေမင်းတယ်ကလဲကျသွားတဲ့အခါမှာတာနာကာဓာတ်နဲ့ထိုးဆိုင်ဖို့ရွှေတယ်မေတုံးကမျက်လုံးဖွင့်လာပါတယ်သူအသက်ကိုဝဝရှူတယ်ဆရာဓာတ်မေတုံးအော်ပြောလိုက်တယ်သူဝိညာဉ်အဲ့ဒီဓာတ်ထဲမှာဓာတ်ကိုချိုးပြတ်မှရမယ်မင်းတယ်ချက်ချင်းသဘောပေါက်တယ်တာနာကာဓာတ်နဲ့ထိုးချလိုက်တဲ့အခါမှာမင်းတယ်ကဘေးကိုရှောင်နေဓာတ်ကကွန်ကရစ်ကျမ်းပြင်ကိုထိုးဆိုင်မိပြီးတော့ခွမ်းကနေမြည်တယ်ကိုတီဟာအဲ့ဒီဓာတ်ကိုဆွဲထားမင်းတယ်အော်ပြောပြီးတော့တာနာကာရဲ့လက်မကိုခုံပြီးတော့ဖတ်လိုက်တယ်ကိုတီဟာကနာကျင်နေတဲ့ကြားရပြေးပြီးတော့ကျမ်းပြင်မှာစိုက်နေတဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့ဆွဲကင်ထားလိုက်တယ်မထိနဲ့တာနာကာအော်ပြီးတော့ကိုတီဟာကိုကန်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့မင်းတယ်ကတာနာကာရဲ့လေဘင်ကိုအနောက်ကတိုင်းဖက်ပြီးတော့ချုပ်ထားလိုက်တာမင်းတို့လှုပ်တော့မင်းတယ်အော်တယ်မင်းတို့ကကျမ်းပြင်ပေါ်ကကြာနေကြောက်တုံးတုံးကောက်တယ်ပြီးတော့ဓာတ်ရှိအောင်ပြေးတယ်ကိုတီကဓာတ်ကိုမလွတ်တမ်းကင်ထားတယ်ဓာတ်ကပူလောင်လုံးလို့သူ့ရဲ့လက်ဝါးမှာမီးလောင်ပြီးတော့အရှိတွေပြိုနေပြီးမျက်လုံးငါမရတော့ဘူးမေတော့ကကြောက်တုံးကိုခေါင်းပေါ်မြှောက်လိုက်တယ်နင့်ကြိမ်စာဒီမှာတင်ပြီးဆုံးစေမေတော့ကကြောက်တုံးနဲ့တရိုးကိုထုချလိုက်ပါတယ်ဓာတ်ကမကြိုးဘူးအဲ့ရတော့ထသွားတယ်ဟာဟာဟာမင်းတို့မနိုင်ပါဘူးတာနာကာကမင်းတယ်ကိုခါချပြီးတော့မေသုံးစီကိုလှက်လန်းလိုက်တယ်နောက်တစ်ချက်မေသုံးအားကုန်သုံးပြီးတော့ဒုတိယအကြိမ်ထပ်ထုတယ်ဒီတစ်ခါမင်းတယ်သူ့ရဲ့တန့်စင်တဲ့ရှေးပလင်းကိုဓာတ်ကိုသွန်ချလိုက်တယ်ရှေးစင်နဲ့ထိပြီးတော့အကွဲတဲ့ဓာတ်ကြီးကတင်းဆိုတဲ့အတန်နဲ့အတူနှစ်ပိုင်းကျိုးသွားပါတယ်ကျိုးသွားတဲ့ဓာတ်တွေကနေအနီအောင်လင်းတန်းရပေါက်ကွဲထွက်လာတာတာနာကာရဲ့ခန္ဓာကိုယ်ရအကွဲကုန်တယ်သူရဲ့မျက်နှာရကျွေရုပ်ကွဲသလိုအပိုင်းပိုင်းဆဆကွဲထွက်သွားတယ်သူရဲ့ခန္ဓာကိုယ်ရကနေသူတက်ထားတဲ့သူနာပြူတွေစစ်သားတွေရွာသားတွေရဲ့ဝိညာဉ်တွေဒလဟောထွက်လာကြတယ်အဲဒီဝိညာဉ်တွေကတာနာကာကိုပြန်ပြီးတော့ဝိုင်းဆွဲတယ်မလောက်ပါနဲ့ငါမင်းတို့ရဲ့သခင်အခုမဟုတ်တော့ဘူးဝိညာဉ်တွေကတာနာကာကိုဆွဲယူပြီးတော့ငရဲမီးတောက်တွေကြားတွေကိုဆွဲချသွားတာအလင်းရောက်တစ်ချက်လက်သွားပြီးရဲ့နောက်တော့မြောက်ခိုင်းတစ်ခုလုံးငြိမ်သက်သွားပါတယ်မီးတောက်တွေငြိမ်းသွားတယ်ဆက်တန်တွေရှက်သွားပါတယ်ဂျန်နီကဲရာကမောဟိုက်နေရဲ့အသက်ရှူတန်နေနဲ့ကျမ်းပြင်ပေါ်မှာကျူးပဲ့နေတဲ့ဆာမူရိုင်းတာအပိုင်းစာတွေပါပြီးသွားပြီလားမလာမြတ်ပုံမဖတ်ပြီးတော့တိုးတိုးလေးမေးတယ်မေးတော့ကျမ်းပြင်ပေါ်မှာထိုင်နေဟုတ်ကဲ့ပြီးသွားပါပြီအမသူလဲသွားခဲ့ပါပြီမင်းတရားတရားရထားတဲ့ပခုံးကင်ပြီးတော့ထားတယ်သူကကျိုးတဲ့ဓာတ်ကိုကန်ထုတ်လိုက်တယ်သွားမယ်ဒီညမှာကြမနေသင့်တော့သူတို့လေးယောက်ပုံမပွေးချပြီးတော့မြောက်ခန်းထဲကနေပြန်ထွက်လာတယ်အပြင်မှာမနက်ခင်းအာရုံတက်နေပြီမင်းမျိုးရဲ့မြူနင်းနေအချိန်ရတော့မနက်9 နာရီမင်းမျိုးရဲ့မနက်ခင်းနေအောင်ကြည်ရတော့ထင်းရှူတောက်ကြရဲမှာဖြာကြလို့မြေပြင်ပေါ်ကနင်းစက်တွေကိုစိန်ပွက်လေးတွေလိုတောက်ပစေပါတယ်မင်းညတော့ငရဲခန်းလိုဖြစ်ခဲ့တဲ့နေရာကအခုတော့ငိမ့်ချမ်းနေတယ်ကိုတီကလက်ကတန်ရသက်တာရဲ့လားဆရာမင်းတရားစေးထည့်ပေးရင်မေးတယ်ကိုတီဟာကလဝါနှစ်ဖက်လုံးပတ်တီးစီထားတယ်
ဒါကိုဆွဲကင်ခဲ့တော့ရှာထားတဲ့မီးလောင်တန်ရာတွေတက်တာပါလေဆရာသမီးလေးအသက်ရှင်တာနဲ့ရှင်မယ်ဆိုရင်ဒီလောက်ကအသေးဖွဲပါကိုတရားမလှမြက်ရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေရဲ့ပုံမုံကြည့်ပြီးတော့ပြုံးနေပုံမကအိမ်မဆိုးတွေကနေလွတ်မြောက်လာပြီဆိုတော့နစ်ချိုက်ချိုက်အိပ်ပျော်နေရကျွန်တော်တရားဒီတိုင်းထားခဲ့တော့မယ်ဆရာကိုတရားအိမ်ကြီးကိုမောကြည့်ပြီးပြောတယ်ရှောင်းလို့ရရောင်းမယ်မြတော့လည်းဒီတိုင်းပဲပြစ်ထားလိုက်တော့မယ်ကျွန်တော်မိသားစုရန်ကုန်ပြန်မယ်ပတ်စံမရှိလည်းနေပါစေဗျာမိသားစုအတူတူရှိတယ်ဆိုရင်ပြီးတာပါပဲကောင်းပါတယ်ကိုတီဟာဒီအိမ်ကတာမန်လူတွေနေလို့ရတဲ့အိမ်မျိုးမဟုတ်ဘူးမင်းတဲ့ခေါင်းကြီးထောက်ခံလိုက်တယ်မေတော့ကားနာဖုံတွေကတက်တာတလုံးရှူတယ်တက်တာပေါ်မှာအင်းကွက်တွေမှန်တန်နေရေးဆွဲတယ်ဆရာဒါဘယ်လိုလုပ်မလဲမေတော့လက်ထဲမှာအဝတ်ဖြူနဲ့ပတ်ထားတဲ့အရာတစ်ခုရှိပါတယ်နှစ်ပိုင်းကျိုးနေတဲ့ပုံမူရင်တာနာကာရဲ့ဆာမူရိုင်းဒါကကျိုးနေပေမဲ့အဖြူဖြူကြားတွေကမဲနဲ့တဲ့အငွေ့သက်တွေကထွက်နေတော့မယ်ဒါကိုကျွန်တော်တို့နဲ့အတူရန်ကုန်ပြန်သေးသွားမယ်မင်းထရဒါကြိုသက်တာထည့်ပြီးတော့ခတ်လိုက်တယ်ဒီတားထဲမှာလက်ကြံဆွဲနေရှိနေသေးတယ်မတော်တဆတယောက်ကောက်ရသွားရင်ဒုက္ခရောက်လိမ့်မယ်ကျွန်တော်တို့ရဲ့သိသိခဏနဲ့မှာပဲထားတာစိတ်ချရဆုံးပေါ့ကဲသွားမယ်ကိုတရားတို့မိသားစုသူတို့ကားနဲ့သူတို့အရင်ထွက်သွားကြတယ်မင်းထင်တဲ့မေသုံးကတော့နောက်ဆုံးနေနဲ့အိမ်ကိုလှည့်ကြည့်လိုက်တယ်အိမ်တကမယူတန်ကျိုးတွေနဲ့အသေးခတ်ထားလိုက်တယ်အန်ဒီရဲ့ရှိသည်ဆိုတဲ့စိုက်ပုတ်ကိုလည်းချိတ်ထားခဲ့တယ်မေသုံးမင်းပါတွေ့သေးလဲမင်းထရမေးပါတယ်မေသုံးကအိမ်ကြီးရဲ့ဒုတိယထပ်ပရင်ပေါက်ကြည့်တယ်အဲ့ဒီမှာဖြူဘက်ဖြူရောမျက်နှာနဲ့သူနာပြုဆရာမလေးတယောက်ဝန်းနေစွာရက်ကြည့်နေအောင်တွေ့တယ်ဒါပေမဲ့ဒီတစ်ခေါက်ရန်လိုတဲ့အကြည့်မဟုတ်ပါဘူးကျေးဇူးတင်နေဆိုတဲ့အကြည့်ပါမရှိတော့ပါဘူးဆရာအားလုံးပြီးသွားပါပြီမေသုံးပြုံးပြီးတော့ကားပေါ်တက်တယ်လန်ခရူဇာကားရထင်းရှူတော်လန်အတိုင်းမောင်းထွက်လာခဲ့ပါတယ်လန်တော်ရောက်တော့မင်းထင်ရဲ့ဖုန်းမြည်တယ်မင်းထင်ဖုန်းကိုကောက်ကန်လိုက်တယ်ဟယ်လိုမင်းထင်ပြောနေပါတယ်တစ်ဖက်ကအတန်ကအလောတကြီးပါဆရာမင်းထင်လားကျွန်တော်ပကံကရှေးဟောသူဒေသနာအရာရှိပါဆရာကိုကူညီတောင်းကြလို့ပါပကံဖျောင်းတဆူမှာတူးဖော်ရေးလုပ်ငန်းနဲ့အလုပ်သမားတွေထူးဆန်းတဲ့ယောဂတွေဖြစ်ပြီးတော့တေကုန်ကြလို့ပါဒေသခံတွေကတော့နှက်ဆိုးလာနေရလို့ပြောကြတယ်မင်းတရမေသုံးလှမ်းကြည့်လိုက်တယ်မေသုံးကနားလေတယ်လို့ကောင်းငိမ့်လိုက်တယ်ကောင်းပါပြီအကျိုးကြောင့်သိစိတ်ပြောပြပါကျွန်တော်တို့လာခဲ့ပါမယ်မင်းတဲ့ဖုန်းချလိုက်ပြီးတော့စီယာရင်ကိုနိုင်နေကင်လိုက်တယ်မေသုံးငါတို့အားလက်ရက်ခီးစရာတော့ပြတ်သွားပြီထင်တယ်မေသုံးရှိတယ်ကိစ္စမရှိပါဘူးဆရာပကံဖျားဘူးရင်အလုံးလောက်တာပေါ့ကားလီယာမင်းမျိုးအစလန်တိုင်းအရှိန်နဲ့မောင်းနှင်သွားပါတယ်အနောက်ကနေရတက်တာထဲမှာတော့ကျိုးပဲ့နေတဲ့ဆာမူရိုင်းဓာကဂလောက်ကနေအတန်တစ်ချက်မြည်ပြီးလှုပ်သွားပါတယ်မေမျိုးတောင်ကုန်းပေါ်မှာအိမ်ကြီးရတော့မြို့နင်းနေကြတဲ့မှာတိတ်ဆိတ်စွာကြံနေခဲ့ပါတော့တယ်နောက်ထပ်ဧည့်သည်တွေရောက်မလာမချင်းပေါ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဆရာမင်းသွေးဆက်ရှမောမြေရေးသားထားတဲ့မေမြို့တောင်ကုန်းမှာ6လန်ချင်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျမတို့ channel ကနေတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုအားပေးနေတဲ့အတွက်ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်